ခင်ဗျားတို့မြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူလေးတွေပုံများပါတယ်အဲ့ဒီအချိန်မှာခင်ဗျားမပါဘူးလို့တိုက်ထုတ်ပါတယ်ကျွန်တော်လည်းမပါနေဖို့ကြိုးစားပါမယ်ဆိုတော့ပုံမှန်တိုင်းပေါ့နော်ကျွန်တော်တို့ the statement channel လေးကိုကျွန်တော်ကြီးညာပါမယ်ဒါကျွန်တော်တို့ရဲ့အမှတ်စဉ်89ကတော့ထွက်ရှိလာပါပြီထွက်ရှိလာပြီအမှတ်စဉ်89ထွက်ရှိလာပြီးတော့အခုဒါဈေးကွက်ထဲမှာဒီနေ့ဆိုရပါပြီခင်ဗျားတို့စနေနေ့ဆိုရင်ရန်ကုန်မှာရပါပြီညနေလောက်ဆိုဒီနေ့ညနေမှာတော့နေပြီးတော့ရပါပြီမနေ့ပြန်ဆိုတော့နေပြီးတော့မှစရောက်ပါပြီတခြားနယ်မြို့သီးသီးမှာလည်းမနေ့ပြန်တစ်ဖက်ကဆိုစရောက်နေပါပြီအဲ့တော့ရောင်းဆိုင်လေးတွေမှာဂျာနယ်ရောင်းဆိုင်လေးတွေမှာကျွန်တော်တို့ the statement channel ရောင်းတာလေးတွေ့ရင်လည်းဝယ်ယူအားပေးခြင်းအားဖြင့်ကျွန်တော်တို့ဒီအမှတ်စဉ်89ကနေ88 89 90 91 100 200 1000 1000ထိစောင်းရင်ပေါ့အမှတ်စဉ်ပေါ့နော်အဲ့လောက်ထိဖြစ်သွားဖို့အထိအားပေးကြဖို့တိုက်တွန်းပါတယ်ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ရက်ကမှဒီဂျာနယ်ထုတ်ဖို့အတွက်ပတ်စံလေးတွေခင်ဗျားတို့ထည့်တဲ့ပတ်စံလေးတွေခင်ဗျားတို့ဝယ်ဖတ်တဲ့ဟာလေးထည့်တဲ့ပတ်စံလေးတွေစုပြီးတော့ပုံလေးတိုက်ကိုတော့ပတ်စံတစ်ခါပေးရတဲ့ပတ်စံလေးကိုထုတ်အဲ့လိုပတ်လဲရိုက်နေအဲကြောင့်မလို့ဝယ်ဖတ်ကြပါလို့တိုက်တွန်းပါတယ်နောက်တစ်ခုကဈေးလည်းခုထိကျွန်တော်မတက်ပါဘူးတက်လည်းမတက်ပါဘူးပြီးတော့နောက်တစ်ခုကဘာခေါ်လဲဆိုလာစီဟိုပါပေါ့ PDF file နဲ့ဝယ်ဖတ်ခြင်းတဲ့ဟာမျိုးတွေလည်းဝယ်ဖတ်လို့ရပါတယ်မနေ့ဖြန်ဆိုရင်ဝယ်ဖတ်လို့ရပါပြီမနေ့ဖြန်မနေ့ရုံးချိန်9နာရီအတွင်းမှာစပြီးဆက်သွယ်ပါဆက်သွယ်ပြီးတော့9နာရီဆက်သွယ်ပြီးတော့ဟို PDF file တွေဝယ်ဖတ်လို့ရပါပြီတင်လာတော့10နာရီပတ်ချလိုက်တော့မှစတင်ပေးပါတယ် PDF file ဝယ်ဖတ်လို့ရပါပြီတစ်စောင်းချင်းဝယ်ဖတ်တာအစားကျွန်တော်တို့ဒီ6လစာဝယ်တယ်တို့တစ်နှစ်စာဝယ်တယ်တို့အဲ့လိုဝယ်ပေးတာမလုပ်စီချင်ပါတယ်ဘာလို့လဲဆိုတော့တစ်စောင်းမှ2000 6လဆိုမှတလောက်၄ပတ်ပဲထွက်တယ်ဆိုရင်တော့ဒီ6 24ဆောင်ပဲရှိမယ်24ဆောင်ဆိုမှတစ်စောင်း2000ဘယ်လောက်မှမကြပါဘူးဗျာနော်ဆိုတော့1500နဲ့ပဲအဲ့မှာရောင်းပါတယ်အဲ့ထက်မှာကျွန်တော် online မှာကျွန်တော်1500နဲ့ရောင်းပါတယ်ဆိုတော့ပြောရရင်တော့မကြပါဘူး3000ကျော်ပဲ39500တလောက်ပဲ6လောက်ဆိုတစ်နှစ်ဆိုမှဘယ်လောက်မှမရှိပါဘူးဆိုတော့ဟိုအားပေးကြဖို့တိုက်တော့ပါတယ်ဒီဝေမောင်လေးကခင်ဗျားတို့အတွက်လည်းဆင်ပြေနိုင်တယ်လို့ကျွန်တော်တို့အတွက်လည်းဆင်ပြေနေတဲ့အမောင်လေးတစ်ခုဖြစ်ပါတယ်ပြီးတော့ဒီဘောနဲ့ information တွေအများကြီးကျွန်တော်တို့ပေးနေပါတယ်အများကြီးပေးနေပါတယ်ဥပမာဆိုကြပါစို့လမ်းပန်းဆက်သွယ်ရေးဆိုလို့ရှိရင်ဒီဘယ်မျိုးကနေဘယ်မျိုးသွားလို့ရတယ်သွားလို့မရဘူးအလဲကောင်းမှာဘာတွေရှိတယ်ဂိတ်တွေရှိလားမရှိဘူးလားကားတွေသွားလို့ရလားမရဘူးလားအနေရရှိလားမရှိဘူးလားဆိုတာမျိုးတွေလမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကိုတကယ်သွားလာထားတဲ့လမ်းပန်းဆက်သွယ်ရေးသွားခဲ့တဲ့လူတွေစီကနေဆက်သွယ်မေးမြန်းပြီးတော့အဲလမ်းတွေကိုကျွန်တော်ဖော်ပြတာမျိုးပေါ့နော်လမ်းတွေဥပမာဆိုကြပါစို့ပေါ့ဗျာငါတန်းကွာကားလမ်းသွားလို့ရလားကျွန်တော်တို့ပြောတယ်မရကျွန်တော်တို့ရှင်းပြတယ်အဲ့တော့ရုတ်တရက်သွားမဲ့လူတွေကဒီမှာဖတ်ကြည့်တာကျွန်တော်ဟာဖတ်ကြည့်လိုက်တာ ਨੇ ဒီငန်းတန်းကွာကလည်းသွားလို့မရဘူးခုမှဘာဖြစ်နေတယ်လေသွားလို့မရဘူးမသွားတာကောင်းတယ်အနေနဲ့ကြောင်နေပဲဒါလေးတစ်စောင်ဖတ်လိုက်ခြင်းအပြင်ခင်ဗျားတို့ဟိုတချို့ဟာတွေအများကြီးရတာကိုပြောတာပါနောက်တစ်ချက်ကဒီမထားပါတော့အာရှလမ်းမကြီး corporate မြောက်ရီအာရှလမ်းမကြီးသွားလို့ရလားမရလားဖြစ်ပြီလားမဖြစ်ပြီလားဆိုတော့ကျွန်တော်တို့အဲ့ဒါတွေလည်းကျွန်တော်တို့ဖော်ပြပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါမှပဲလူတွေကသွားလို့ရလားမရလားဒီဥပမာမြစ်ကြီးနားကိုသွားခြင်းနဲ့ဘယ်လမ်းသွားမလဲအဆင်ပြေမလားဒါမျိုးတွေပေါ့ဒါတွေကျွန်တော်တို့ကလမ်းမဆက်သွယ်ရေးဟာတွေလည်းကျွန်တော်ဖော်ပြတယ်အဲ့တော့လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်လို့သွားလို့ကောင်းတယ်မကောင်းဆိုတာကိုလည်းအဲ့ဒီသက်ဆိုင်ရာတာဝန်ရှိသူတွေကကျွန်တော်တို့ကိုဆက်သွယ်ပြီးတော့ပြောလို့ရပါတယ်ဘယ်လိုသွားလို့ရလဲဥပမာအခုဆိုရင်ကျွန်တော်ဒီတစ်ပတ်ဆိုရင်ဒါမန္တလေးကလေးရောမန္တလေးကနေကလေးကိုသွားလို့ရလားမရလားဆိုကျွန်တော်တို့အဲ့မှာမန္တလေးကနေကလေးကိုသွားလို့ရမရအဲ့ဒီသွားခဲ့တဲ့လူတွေရဲ့ဟာတွေကျွန်တော်တို့ယူပြီးတော့ကြနာတိချာမေးပြီးတော့ရေးထားတာဖြစ်ပါတယ်အဲ့တော့ကားလမ်းမပေါက်တာနဲ့ကားအန်ရီဖြစ်သွားတာနဲ့ကားလမ်းသွားလို့အဆင်မပြေဘူးဖြစ်သွားတာနဲ့ဂျားမှာဂိတ်တွေဖြစ်တာနဲ့စစ်ပွဲတွေဖြစ်တာနဲ့ကုန်စည်လုံးတွေကဘယ်လောက်တက်သွားတယ်လူတွေဘယ်လောက်တက်ခေါ်တယ်လမ်းလေးတစ်ခု block ဖြစ်သွားတယ်လူတွေဘယ်လောက်တက်ခေါ်တယ်ဆိုတာမျိုးတွေကျွန်တော်ဒါမျိုးတွေတခြားရေးထားပါတယ်ဒါမျိုးသိကောင်းတဲ့ကိစ္စလေးပေါ့ဒါဆိုတပုတ်ရောက်ထိရောက်လေးလမ်းကြောင်းနေပါပြီးတော့ဒီတစ်ပတ်ကတော့ကျွန်တော်တို့ထဲမှာအဓိကအကောင်းဆုံးအကြောင်းအရာတစ်ခုဒီတစ်ပတ်မှာရှိနေပါတယ်ဘာလဲဆိုတော့သေချာဖတ်ကြည့်လေးကတော့ဒဇင်းသိဖတ်ကြည့်လေးခင်ဗျားတို့သိကြပါလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့အေးရဲ့လက်အောက်ကိုဖမ်းဆီးခံလိုက်ရတဲ့အေးဖမ်းတာကိုခံလိုက်ရတဲ့ခံလိုက်ရပြီးတော့ပြန်လွတ်လာတဲ့သူတယောက်ကပြောစကားပေါ့နော်ဥပမာဆိုကြပါစို့အေးလက်အောက်ကတုံပန်းပေါ်ငရေကန်အတွေ့အကြုံတွေဒါတို့ကျွန်တော်ဖော်ပြထားတယ်ဥပမာဆိုကြပါစို့အေးနဲ့ပတ်သက်လို့ရှိရင်တချို့တွေဆိုလို့ရှိရင်ဟိုတိုက်ပွဲတွေမှာပေါ့ဗျာဟိုဘယ်နေရာမှာတော့ကျွန်တော်ဒီချက်မှမပြောသေးဘူးဒီမှာရှိတယ်ဖတ်ကြည့်သိပါလိမ့်မယ်ဖတ်လိုက်ရင်သိတယ်ဘယ်နေရာမှာဆိုတော့တန်းသိတယ်အဲ့တော့တိုက်ပွဲဖြစ်တယ်သူတို့အေးကိုနောက်ဆုံးကြည်တော့ကြတယ်ဒီခံဖြစ်တယ်နောက်ဆုံးသူတို့စစ်သုံးမှန်းဖြစ်သွားတယ်အဲ့တော့သူတို့ခံပြရကောင်းလားဆိုနေရင်းနေဖြတ်ရိုက်ပါးတွေဖြတ်ရိုက်တယ်သွားတွေကျွတ်ထွတ်ရိုက်တယ်ပြီးလို့ရှိရင်အစားတောက်ကလည်းမောရည်စာကျွေးတယ်ထမင်းလိုက်တခြားမကျွေးဘူးပေါ့ဗျာပြီးအေးဒီဘယ်လိုလုပ်တယ်ဘာလို့ဘယ်လိုနေတယ်ထိုင်နေဆိုရရစားသူတို့မြင်ခွင့်အကုန်လုံးကိုအစအဆုံးတေချာကြနာအဲ့မှာအေးရဲ့နေထိုင်ပြုမှုပြောဆိုကြင်ကြံပုံတွေကိုကြနာပြန်ပြောပြတဲ့လူတွေရှိပါတယ်အဲ့ရနေကျွန်တော်တို့အဲ့ဒါကိုတေချာကြနာရေးပါတယ်ဒါပေမဲ့လုံးဝအမီမဖော်ပါဘူးဘာလို့မဖော်လဲဆိုတော့သူ့ရဲ့သက်ဆိုင်ရာကာယကံရှင်ရဲ့လုံခြုံရေးအတွက်ရယ်တခြားသောဒီမလိုလားတဲ့ side effect တွေဖြစ်မှာဆိုတာကြောင့်ကျွန်တော်နာမည်လုံးဝမြုပ်ထားပါတယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးကိုတော့တေချာကြနာဟိုကြနာစုံစမ်းမေးမြန်းပြီးရေးထားဒါမျိုးအတွင်းကြဖတ်ကြည့်လေးခင်ဗျားတို့သဘောပေါက်သွားပါလိမ့်မယ်တချို့ဟာလေးတွေတချို့မြေမှာဖြစ်နေတာတွေနဲ့ကြားနေရတယ် online မှာပြောနေရတယ်ဘာကွာလဲဆိုတော့ဖတ်ကြည့်ရင်သဘောပေါက်သွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ရဲ့ the statement ရဲ့ပါလိမ့်ပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီကြားဖြန့်ကိစ္စပေါ့ကြားဖြန့်ကိစ္စဆိုလဲ KK Park နဲ့ AA နဲ့ပေါ့နော်အဲ့ဒီနေရာကြီးကြားမှာတကယ်တော့အဲ့ဒါတော့ပွင့်လင်းပြောရင်တော့
ဒီ KK Park နဲ့ AA ကိုတက်ကဝင်စီးတဲ့အချိန်မှာBGF ဘုံမျိုးစောတင်ဝင်လို့အုပ်စုကတက်ကိုပြန်တော့ဝိုင်းကျင်တယ်လို့တော့ကြားပါတယ်ဒါပေမဲ့ထားပါတော့ဗျာဒါတွေကကျွန်တော်တို့တက်ကတော့ညှိနှိုင်းပြီးတော့ပြည်လည်အောင်ဖြည့်ရှင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးပြောကြည့်ဘူးကိုကြောင့်လည်းတချို့မရှုပ်စေခြင်းတဲ့အတွက်ပြီးတော့ BGF ကဘုံမျိုးစောတင်ဝင်လို့အနေနဲ့လည်းကျွန်တော်ဒီရုပ်သံခင်ဗျားနားထောင်နေဆိုရင်ခင်ဗျားတို့အနေနဲ့လည်းနိုင်ငံတော်နဲ့ဒဲ့ရင်ဆိုင်မှုလို့လားဆိုတော့ကိုယ့်ကိုမေးဖို့လိုပါတယ်နိုင်ငံတော်နဲ့ဒဲ့ရင်ဆိုင်မှုစူးစမ်းတယ်ဆိုရင်တော့နိုင်ငံတော်ကလွတ်ပေးလိုက်ရင်ခင်ဗျားတို့လည်းပယ်ဆောက်ချိန်လမ်းမီလျှောက်ချမ်းတို့လမ်းကိုလိုက်သွားနိုင်တယ်ဆိုတော့မမေ့ဘူးကိုရှိတဲ့ဟာလေးကဘာမှမဟုတ်ဘူးဆိုတော့သိဘူးလေဘုံမျိုးစောတင်ဝင်ကိုဒီကနေကျွန်တော်လှမ်းပြီးတော့ message လေးပေးပါတယ်ခင်ဗျားအနေနဲ့တကယ်စဉ်းစားပါတေချာစဉ်းစားပါနိုင်ငံတော်နဲ့ဖက်ပြိုင်လို့လားအဲ့ဒါကိုတေချာစဉ်းစားပါဆိုတော့ထက်ခါကျွန်တော်သတိပေးချင်တာပေါ့နော်ဒါအထဲမှာမြုပ်တဲ့ဇာတ်လမ်းလေးတွေချို့ဟာလေးကျွန်တော်တို့မပြောကောင်းသေးဘူးမပြောတာသေးဘူးပြီးတော့တက်မတော်လှုပ်ဆက်ရှယ်လုပ်နေတဲ့အချိန်မှာကျွန်တော်တို့ချို့ဟာလေးနောက်ဆက်ဖြစ်မှာဆိုတော့မပြောသေးပါဘူးဒါပေမဲ့တကယ်ရှုပ်ထွေးတဲ့ဇာတ်လမ်းလေးဒီမှာဖြစ်နေတယ် KK Park မျိုး AA တွေမှာဖြစ်နေတယ်ဒါကြောင့်ကျွန်တော်တို့ချို့ဟာလေးခြံထားတာပေါ့နောက်တစ်ခုကဒီတခြားပါလေးလေးဆိုတော့မှာတော့ GDP ရဲ့ထက်ဝက်ကျွန်တော်နိုင်ငံ GDP ရဲ့ထက်ဝက်ကျော်ရှိတဲ့ conflict economy ဒေါ်လာဘီလီယံ50ထက်မနည်းရှိလာတယ်အဲ့ဒီဒေါ်လာဘီလီယံ50ထက်မနည်းရှိတဲ့ conflict economy ကြောင့်ငြိမ်းချမ်းရေးရဖို့ခက်ခဲတယ်ဆိုတာလေးကိုဒါလေးကျွန်တော်တို့သေချာလေးလုပ်ထားပါတယ်ဒီချိန်မှာပဲဒီနိုင်ငံရေးပါတီတွေမဲဆွဲတဲ့ကိစ္စ28ရက်နေ့ဆိုစပြီပြီးရင်ဒေါ်သက်ခိုင်ကိစ္စလည်းကျွန်တော်ပြောပါထည့်ပြောပါမယ်နောက်တစ်ခါဒီစောင်းစီပေါ့စောင်းစီ1လီတာရေသမှုတစ်ဘူးစာကို9000ပေးရတဲ့နေရာတွေပေါ်နေဘာကြောင့်လဲဆိုတော့ပဋိပက္ခနယ်မြေထဲမှာရှိလို့ဖြစ်တာနေထိုင်တဲ့ဈေးတွေကြီးကုန်တော့ပေါ့နော်ဘာမှကိုစီတဘူးကိုစီတရဖို့တော့မနေလုံးရအောင်လုပ်ရပြီးတော့ပတ်စံ9000လောက်ပေးရတယ်ဆိုကြီးဘလို့မှမကိုက်ဘူးပေါ့ဗျာနော်အဲ့တော့ဒါမျိုးတွေကဆိုကျွန်တော်ဖော်ပြထားပါတယ်နောက်ရန်ကုန်မှာ contract တွေ without contract တွေပေါ်နေတာတွေနောက်ဒီအခုနောက်ပိုင်းကြားဖြတ်တွေကိုမှတ်ပုံတွေရောင်းစားတဲ့ဟာတွေအများကြီးပဲရှုပ်ချက်ခတ်တယ်တိုင်းပြည်ကတကယ်ကိုဗျာကိုရှုပ်ချက်ခတ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ရွေးကောက်ပွဲကိုပဲမျှော်တယ်ရွေးကောက်ပွဲအားပေးနေတယ်အဲ့ဒါတွေနဲ့ကျွန်တော်တချို့ကိစ္စတွေကရွေးကောက်ပွဲနဲ့ဆင်သွားရင်လမ်းဖြစ်တယ်လို့မျိုးတချို့ဟာတွေရှင်းထုတ်သွားမယ့်ဟာတွေအများကြီးရှိတယ်ရွေးကောက်ပွဲတွေဖောက်ထွက်မယ့်ဟာတွေအများကြီးရှိတော့ရွေးကောက်ပွဲကိုကျွန်တော်တို့အားပေးနေတာပါနော်ဒါတော့ဒီနေ့ပထမဆုံးအစသတင်းတွေကိုအကြမ်းမြင့်နေပြောနေတာပါနောက်တစ်ခုကတော့ကျွန်တော်ဒီနေ့အဖွဲ့ကတော့ဒီရန်ကုန်မြို့မှာဖြစ်သွားတဲ့ကားကိစ္စပေါ့ဒါလေးကိုကျွန်တော်စပါမယ်အခြားမဟုတ်ဘူးရန်ကုန်မြို့ကမဟာဗရုလလမ်းနဲ့ဘူအောင်ကျော်လမ်းတောင်နာမှာလမ်းတောင်နာမှာဒီအောက်ဆိုင်ကားတစ်စီးမတော်တဆဖြစ်တယ်လို့ပြောမလားမီးပွိုင်ဖြတ်မောင်းရင်းနဲ့မှောက်တယ်လို့ပြောမလားတယောက်တည်သွားပါတယ်အဲ့ဖြစ်စဉ်လေးကျွန်တော်ဒီနေ့စပြောပါမယ်ဒါလည်းပွင့်လည်းပြောရင်တော့ဟိုတော်တော်လေးဆိုးတဲ့ကိစ္စတစ်ခုလို့ကျွန်တော်တို့ပြောချင်တယ်ဒါတွေဟာပေါ့နော်ဒါတွေဟာမဖြစ်သင့်ဘူးမဖြစ်ထိုက်ဘူးဒီအောက်ဆိုင်ကားတွေကိစ္စကိုလည်းနိုင်ငံတော်ကပြသားရှင်းလင်းနိုင်ဖို့လေအောက်ဆိုင်ကားတွေကိုနဲ့ပတ်သက်လို့ရှိရင်သူတို့ရှင်းဖို့ပြောတာမဟုတ်ဘူးအောက်ဆိုင်ကားတွေနဲ့ပတ်သက်လို့ရှိရင်နိုင်ငံတော်ကစီမံခန့်မှုလုပ်ဖို့လိုတယ်ရန်ကုန်မှာရှိတဲ့တာဝန်ရှိတယ်စီမံခန့်မှုလုပ်ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်ဘာလို့ဆိုအောက်ဆိုင်ကားတွေဘာကြောင့်ဆွဲရလဲဆိုတော့နောက်ကွယ်မြုပ်နေဇာတ်လိုက်တွေရှိပါတယ်ဒါကြောင့်အောက်ဆိုင်ကားတွေဆွဲတာကိုဘယ်လိုစီမံခန့်ခွဲမလဲစဉ်းစားဖို့လိုပြီလူအောက်ဆိုင်ကားကြောင့်လူတယောက်တည်သွားတယ်ရင်မောင်းတည်သွားတယ်ပေါ့နော်ဆိုတော့ဖြစ်စဉ်ကဘူအောင်ကျော်လမ်းနဲ့မာဘလလမ်းတောက်လမ်းတောက်ပေါ့နော်ဒီအော်တိုဘာ25ရက်ဒီနေ့မနေ့7နိုင်ခွဲလောက်မှာအောက်ဆိုင်ကားတစ်စီးကမောင်းအဲ့မှာမောင်းရင်းနဲ့မီးပွိုင်မှာအတင်းဖြတ်မောင်းတဲ့ပုံပေါ်တယ်မီးဖြတ်မောင်းတဲ့ပုံမှာအဲ့မှာမောင်းလာရင်လည်းဒီတာဂီတာဘက်ကိုမောင်းနေနဲ့အောက်ဆိုင်ကြီးကတာဝိုက်စ်ကမီးပွိုင်အတင်းဖြတ်ချရင်လည်းရှေ့မှာမရတဲ့ကအရှေ့ကမထိနိုင်တော့ဘဲနဲ့တခုခုပေါ့ဖြတ်သွားရလို့ရှောင်လိုက်တယ်ပုံပေါ်တယ်အဲ့ဒီမှာကားမှောက်သွားတစောင်းကြီးအဲ့မှာမြို့ထဲမှာတော်တော်ရုပ်ဆိုးပန်းဆိုးဖြစ်သွားတော့ပေါ့နော်မှောက်သွားတာမြို့ထဲဆိုတာခါတည်တယ်ရန်ကုန်မြို့ထဲဆိုတာမြို့လေကောင်ဆိုတာခင်ဗျာလူကြက်တဲ့နေရာတွေဗျာအဲ့တော့ဖုန်းတိုင်းကွန်းနေဖြစ်ကုန်တာပေါ့အဲ့တော့ဖြစ်သွားပြီးတော့နောက်ဆုံးကြည့်လိုက်တော့ရင်မောင်းကတော့အဲ့ဒီကားခေါင်းကန်းထဲမှာပဲတခါတည်းနေရာမှာဆုံးသွားတယ်ကားမှာ10ဦးပါတယ်6ဦးကတော့ဒဏ်ရတယ်တဦးကတော့ခုနရင်မောင်းတူကသေတယ်ကျန်တဲ့တူကတော့ထွက်ပြေးတယ်လို့လည်းကြားပါတယ်တယောက်ထွက်ပြေးသွားတယ်လို့ကြားတယ်နော်ဆိုတော့ဘာပဲပြောရှေ့ကမ်းမှာထိုင်နေနောက်ထပ်တခြားတယောက်ကတော့ဒီအနီအောင်ဆင်း ICU ခန်းထဲထည့်ထားရတယ်တခြားတဲ့မျိုးသမီးတွေလည်းအနီအောင်ဆင်းနေပဲတဲ့ပြောရတော့တော်တော်လေးစိုးပါတယ်နော်တော်တော်လေးစိုးဝါဖြစ်သွားတဲ့ကိစ္စဒါရန်ကုန်မြို့လေကောင်ဖြစ်တာအဲ့တော့ကားတွေကလည်းဖြစ်ကလဆန်းမောင်းကြအတွင်းတိုးချိန်မောင်းကြရန်ကုန်မြို့မှာလူရဲ့မောင်းကြဒါတွေဟာကိုယ့်အသက်ကိုသိနေနိုင်တယ်ဆိုတာကိုလည်းမေ့နေကြဖို့ပေါ်ပါတယ်ကားကိုဘာကြောင့်လူမောင်းကြလဲဘာကြောင့်ဒေါသလောဘမောဟတွေနဲ့မောင်းကြလဲတော့ကျွန်တော်မသိပါဘူးဒါမမောင်းသင့်ပါဘူးကားမောင်းတာတိတ်တရီကြီးထားဖို့လိုပါတယ်လူအသက်တွေအများကြီးပါပါတယ်ဒါကြောင့်ဒီသူများကိုဝန်ဆောင်မှုပေးတဲ့လူတွေဆိုပိုတော်တရီကြီးထားမောင်းမှာပါနော်ပြီးတော့ဒီတေချေနိုင်တော့ဒီတဲ့အထိမောင်းတာမျိုးတော့မသိတော့ဘူးပေါ့နော်ကားဆိုမတော်တဆဖြစ်နိုင်ပါတယ်သို့တော့တေချေနိုင်တဲ့အထိဖြစ်တာမျိုးကျတော့မသိတော့ဘူးပေါ့နော်အခုဖြစ်သွားတာတော်တော်ဆိုးပါတယ်ဆိုတော့ဒီကျန်တဲ့ဒီအောက်ဆိုင်ကားစီးတဲ့လူတွေဆိုတော့ဒါဘာပြောသူတို့လည်းအသက်ကိုဖက်နဲ့ထုတ်ပြီးစီးရတယ်လို့ဖြစ်ကုန်တော့ဆိုတော့ဘာဖြစ်လို့ဒီလိုဖြစ်လဲဆိုတော့ဒီတရားဝင်ပြေးဆွဲနေတဲ့ YBS bus ကားတွေနဲ့ပတ်သက်လို့ရှိရင်စနစ်တကျစီမံခန့်ခွဲမှုပိုင်းအားနည်းနေသလားလို့မေးခွန်းထုတ်စရာတော့ဖြစ်သွားတယ်အောက်ဆိုင်ကားတွေကပို့ပြီးတော့အဆင်ပြေပြီးတော့ YBS ကအဆင်မပြေဘူးလားဘာဖြစ်လဲပေါ့နော်နောက်တစ်ခုက YBS နဲ့ပတ်သက်ရင်လည်းအခုချိန်ထိမရှင်းလင်းသေးတဲ့ပြဿနာ YRTA ကအခုထိမရှင်းသေးဘူးလို့ယူဆရတဲ့ပြဿနာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ YBS ကားတွေတချို့ကားတွေထဲမှာ license တက်တန်းကျော်နေတဲ့ကားတွေရှိတယ်တချို့ကိစ္စတွေကမန်ချင်းငွေနဲ့ပြဿနာတက်နေတဲ့ကားတွေရှိတယ်အဲ့ဒါတွေကိုအခုချိန်ထိYRTA ကမရှင်းပေးနိုင်ဘူးဘာကြောင့်လဲဆိုတော့
အဲ့တချို့ပိုင်ဆိုင်သူတွေအကောင်ကြီးနေတဲ့ခါကျတော့မတိုက်ရဲမတူရဲမပြောရဲမဆိုရဲဖြစ်ပြီးတော့ကာကွယ်ပေးသူမဲ့တယ်ဆိုတော့လူတွေကပါလဲဩဇာကြီးတယ်အာဏာကြီးတယ်အာဏာရှိတယ်ဩဇာရှိတယ်သို့မဟုတ်ဩဇာရှိတယ်အာဏာရှိတယ်မိသားစုအတိုင်းပဲနောက်ခံရှိတယ်ဆိုရင်ပါလဲသူတို့လုံးသမျှအလုပ်တွေအကုန်လုံးဘယ်သူမှမတူရဲမထီရဘူးလားအာဏာပိုင်းနဲ့မတူရဲမထီဘူးလားအဲ့ဒါဆိုရင်တော့တိုက်ပြည်ကမင်းမဲ့တိုက်ပြည်ဖြစ်သွားပြီမဟုတ်ဘူးလားအဲ့ဒါဆိုလူတူးတယောက်ကိုတော့လူတူးတယောက်တစ်ဖွဲ့တစ်စည်းကိုခုနဥပဒေမဲ့ကျူးလွန်နေလူတူးတယောက်တစ်ဖွဲ့စည်းကိုတော့အရေးယူနိုင်ခြင်းမရှိသို့မဟုတ်ထိရောက်စွာဒီကုန်းတော့ဥပဒေဘောင်နဲ့ထည့်နိုင်ခြင်းမရှိဘူးဆိုရင်ကျွန်တော်တိုင်းပြည်ရဲ့တရားဥပဒေစိုးမိုးရေးတရားစီရင်ရေးနဲ့ကျွန်တော်တိုင်းပြည်ရဲ့ဒီအချုပ်အခြာအာဏာနောက်ကျွန်တော်တိုင်းပြည်ရဲ့ဘာခေါ်လို့ဆိုတော့ဒီအာဏာပိုင်တွေရဲ့လုတ်ပိုင်ခွင့်နဲ့အခွင့်အာဏာဘာလဲလို့မေးခွန်းထုတ်ဖို့ဖြစ်တယ်ဒါကြောင့်မလို့ဒါလေးကိုတော့တခြားစဉ်းစားဖို့လိုတယ်ဒီလောက်ဆိုဝိုင်းရပြီးတွားရဒီရဲ့လူတွေကျွန်တော်ဘာပြောလဲသူတို့သိပါတယ်ဘာပြောလဲသူတို့သိပါတယ်အဲ့တော့တော်တော်လေးတော့စဉ်းစားဆင်ခြင်သင့်တယ်လုတ်တင်တာတွေလုတ်တင်တယ်မလုတ်တင်တာတွေမလုတ်တင်ဘူးအကြံပြုတင်တာအကြံပြုတင်တယ်ပြီးတော့ဒီတရားမဝင်ဖြစ်သွားတဲ့ပုံစံမျိုးလိုက်တန်းကြော်နေတာမျိုးပေါ့အစပြအဲ့လိုဟာမျိုးတွေကိုရှင်းရှင်းလင်းလင်းလုပ်တင်တယ်ပြီးတော့ဒီ management မှန်ကန်လုပ်တင်တယ်အခု YBS ကားမောင်းတဲ့လူတွေစီးမဲ့ကမ်းမဲ့တွေမောင်းကြတာမောင်းတယ်မိဘအောက်တဲ့မှာကားရရင်ထိုးရက်တယ်ခီးတဲ့ခီးတဲ့ရှိတဲ့နေရာကိုထိုးရက်တယ်တားတဲ့နေရာကိုထိုးရက်တယ်ခီးတဲ့တွေကလည်းကျုံတဲ့နေရာလက်နဲ့တားတယ်ကားထိုးရက်တယ်မသိ taxi လူမျိုးလုပ်နေကြတဲ့ YBS ကိစ္စကိုတာဝန်ယူဖြစ်ရှင်းကြဖို့တော့လိုပြီကို YBS မောင်းတဲ့သူတွေမှာကိုချင်းစာတရားနဲ့အုံနောက်တွေစာနာစိတ်တွေပါမလာတာလားထဲ့မပေးလိုက်တာလားမတင်လိုက်တာလားဘာလဲတော့ကျွန်တော်နားမလည်ဘူးအဲ့ဒါခေတ်ဆက်ပဲဟိုးရခင်ဥလာအောင်လို့ခေတ်ကလေးကမထတာခေတ်ကလေးကဒီနေ့တစ်ချိန်ထိ YBS ကားမောင်းသမားတွေအကုန်လုံးကမျိုးဆက်လိုက်တမျိုးပြီးဆက်ဖြစ်သွားတယ်အကုန်လုံးစီးမဲ့ကန်မဲ့ပေါင်းနေကြတော့မယ်ခုချိန်ထိစီးနေကန်နဲ့မမောင်းတတ်ကြဘူးအဲ့လူတွေသွားမေးကြည့်လိုက်ရင်ဘာဖြစ်ချင်လဲမေးဒီမိုကရေစီလိုချင်တယ်ဆက်အာဏာရှင်မကြိုက်ဘူးဒီလိုပဲသူတို့ပြောလိမ့်မယ်ဒါပေမဲ့သူတို့ကိုယ်တိုင်ကျတော့စီးနေကန်နဲ့နေဖို့စကြတဲ့အုံနောက်ပါမလာလားကိုချင်းစာတရားပါမလာလားအတိတရားပါမလာလားတော့မသိဘူးစီးမဲ့ကန်မဲ့မောင်းတာပဲဆိုတော့အဲ့ YBS ကြီးအုပ်စုတွေဒါလည်းကြည့်မရဘူးเนาะအဲ့တော့အဲ့ YRD အနေနဲ့လည်းအဲ့ဒါကိုထိန်းချောင်းနိုင်မှုလို့တယ်မထိန်းချောင်းနိုင်ရင်လည်း YRD တစ်ဖွဲ့လုံးဖြတ်ပလိုက်ပေါ့ဗျာဒါပဲရှိတယ်ကိုအောက်မှာရှိတဲ့ဖွဲ့စည်းမှာကိုမထိန်းနိုင်ရင်ဖြတ်ပြပေါ့တစ်ဖွဲ့လုံးဒါပဲရှိတာပဲကိုအောက်ကဖွဲ့စည်းမှာကိုမထိန်းနိုင်ဘူးဆိုဘာလုပ်မှာတော့เนาะကိုအောက်မှာရှိတဲ့ဖွဲ့စည်းကိုအောက်ကလူတွေကိုမထိန်းနိုင်ဘူးဆိုတာဒါကကိုအရေးချင်းပေါ်တာပဲကိုဖွဲ့စည်းအရေးချင်းပေါ်ပေါက်တာပဲเนาะအရေးချင်းရှိလားမရှိလားပေါ်တာပဲအဲ့တော့ကြည့်လို့ကြပါဗျာဒါလေးအခုဒါဟိုနဲ့ဆက်လို့ပြောတာပေါ့เนาะဒါလေးကတော့ကြုံကြိုက်လို့နောက်တစ်ခုကကျွန်တော်တို့နောက် accident တစ်ခုလည်းထပ်ပြောမယ် accident ဘာလဲဆိုတော့အချမ်းမှုမူဆယ်မှာဖြစ်တာပါမူဆယ်မှာဖြစ်သွားတဲ့ဟာကြီးကလည်းတော်တော်ဖြစ်ပါတယ်မူဆယ်မှာမီးလောင်တာပေါ့နော်မီးလောင်တာတရုတ်မှာနေတဲ့မူဆယ်မှာရှိတဲ့ဒီစွမ်စော်ဆိုတဲ့ရက်ကွက်အဲ့ရက်ကွက်မှာဒီနေ့မီးလောင်တယ်အခု social media မှာတက်လာတဲ့ video file တွေရဆိုရင်တော့မီးလောင်တာတော်တော်မီးကို line အကြီးကြီးပဲလုံးလိုက်ကြီးတက်လာမီးလောင်တာဆိုတော့မီးသားကားတွေလည်းအနည်းဆုံးဟို5 6စီ9စီအုံနဲ့ချင်းနဲ့ပြုံပြီးသွားပြီးတော့မှတိုက်ဝိုင်းပြီးတော့မီးငိမ့်နေတာတွေ့ရတယ်ဖြစ်စဉ်ကဒီနေ့အော်တိုဘာ25ရက်နေ့ညနေလောက်မှာsorry မနေ့ကအော်တိုဘာဒီနေ့25 sorry ကျွန်တော်ရက်တွေလွဲကုန်ပြီအော်တိုဘာ25ရက်ညနေပိုင်းလောက်မှာဖြစ်တာပါညနေပိုင်းလောက်မှာသူကစွမ်စော်ရက်ကွက်3နဲ့4ကြားမှာရှိတဲ့ကိုတောင်မှာလောင်နေတဲ့နော် G1 hotel အနောက်လမ်းကြားထဲမှာရှိတဲ့တိုက်အိမ်တစ်လုံးအဲ့အိမ်မှာတိုက်အိမ်တစ်လုံးလေးလောင်နေအဲ့ကိုတောင်တော့ရှိတဲ့မီရှူမီပန်းနေထားတာပေါ့ဆိုမီရှူမီပန်းနေထားတဲ့နေရာမှာမီရှူမီပန်းနေထားဖောင်းနဲ့ပေါက်ပြီးတော့ထလောင်တယ်ဆိုတော့ကြည့်ရတာမီရှူမီပန်းနေအပေါ်မှာမီးပွားစာတစ်ခုကျသွားတာလားဒါမှမဟုတ်မီရှူမီပန်းဖွင့်ရင်ဖောက်ရင်းနဲ့ပဲပေါက်တာလားမီးထလောင်တာလားအဲ့ဒါမကွဲဘူးပေါ့နော်ဆိုတော့မီရှူမီပန်းဆိုတာလည်းမီးလောင်မှုအားပေးတယ်မှာပါတော့အဲ့တော့အုံနေချင်းနဲ့ကားတွေအများကြီးနဲ့ဝိုင်းတက်ရပြီးဖြစ်သွားတယ်ဒါမူဆယ်မှာဖြစ်သွားတာပါစွမ်စော်ရက်ကောင်ဖြစ်သွားတယ်ဒါလေးလည်းကျွန်တော်တို့မီးလောင်မှုသတင်းလေးနဲ့ကြုံကြိုက်လို့ထည့်ပြောတာပါဘာလို့ဆိုတော့ကျွန်တော်မြန်မာနိုင်ငံဟိုးအစွန်ဖျားဆိုပေမဲ့ဒီလိုမျိုးဟိုရိုးအော်တော်လေးဖြစ်ရတဲ့အကြောင်းအဖြစ်လို့ထည့်ပြောတာဖြစ်ပါတယ်เนาะဒါလေးတစ်ခုပေါ့နောက်တစ်ခုကနောက်အကြောင်းအတစ်ခုကတော့ကျွန်တော်တို့ဒီ UWSA ပေါ့เนาะဝရဲ့ဟိုဟာလေးကိုကျွန်တော်ပြောချင်တာပေါ့เนาะဝရဲ့စီမံခန့်ခွဲမှုတွေတစ်ခုပေါ့အဲ့တစ်ခုကိုတော့သဘောကျရတယ်လို့ပဲအရင်ပြောပြရစီဘာလဲဆိုတော့သူကဝဒေတာရဲ့ဝဒေတာထဲမှာရှိတဲ့ဝထိတ်ကျတဲ့နေမြေရဲ့ခရိုင်အသီးသီးမှာရှိတဲ့ KTV တွေဘားတွေနဲ့ကလပ်တွေမှာရှီရှားတောက်တာတုံးတာဝန်ဆောင်မှုပေးတာနဲ့ပတ်သက်လို့တားမြစ်ပိတ်ပင်ပါပြီဆိုပြီးတော့ဝကသူ့ရဲ့ဥပဒေတွေနဲ့အညီအကျဉ်းချက်၄ချက်နဲ့အချက်၄ချက်နဲ့သူကတီးပေးထုတ်ပြပြီးတော့ပိတ်လိုက်ပြီဒီနေ့ကစပိတ်ပါတယ်ဆိုပြီးတော့သူကစပြောတယ်နော်ပြောရရင်တော့ရှီရှားပေါ့ရှီရှားဆိုတာခင်ဗျားတို့ရေပွဲလိုမျိုးပိုက်ကြီးနေလေပိုက်ကြီးရေပွဲလိုပိုက်ကြီးနေမြင်မှုကြလိမ့်မယ်တချို့တွေရှီရှားလိုကူကမှရိုက်လိုက်လို့ရှိရင်တွေ့ပါလိမ့်မယ်အဲ့တော့ရှီရှားရှူတာပေါ့ဗျာရှီရှားအငွေ့ကြီးပေါ့ဟိုအထက်မှာရှူတာအဲ့ကောင်အဲ့ထက်မှာတော့ရှီရှားထဲမှာကက်တမင်းတွေရောဆေးကြောက်တွေရောပြီးတော့နောက်ပိုင်းတစ်ဖြည်းဖြည်းသုံးလာတယ်လို့ကျွန်တော်အရင်ကပြောပါတယ်အဲ့တော့ရှီရှားကိုဝန်ဆောင်ပေးတာလုံးဝပေးရတော့ပါဘူးဆိုသူ့ဒေတာပြောလိုက်ပြီဆိုတော့ဝါကသူ့ဒေတာထဲမှာရှီရှားတွေဘယ်တော့များနေလဲဆိုတော့မသိဘူးဒါပေမဲ့လောဆယ်ပိတ်လိုက်ပြီဆိုတဲ့ကိစ္စကတော့ကောင်းတယ်အဲ့တော့ KTV တွေဘားတွေနဲ့အခြားဖြောပြေးကလပ်တွေဝန်ဆောင်ပေးတာတွေအခြားဘယ်နေရာမှာမစိုးပါဗျာစားတော့ဆိုင်တွေအဲ့ဒီအကုန်လုံးမှာရှီရှားကိုတော့သုံးမပြဘူးသုံးတာနဲ့အထူးတားမြစ်တယ်ပြီးရင်မွေးစေဝါဥပဒေနဲ့အရေးယူမယ်ဆိုပြီးတော့သူကကြေညာလိုက်တယ်ဆိုတော့နေအိမ်ထဲမှာလည်းရှီရှားကိုအဲ့လိုသုံးမယ်ဆိုရင်
မွေးစွာကိစ္စနဲ့ကဲအောင်လုပ်ရမယ်ဒါပဲသူအဲ့တားမြစ်မယ်တားမြစ်တယ်ပေါ့ဗျာနော်ဒီလိုမျိုးပြောတာတွေ့ရတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်တော့ဒီကနေ့ဒီ KTV တွေဘားတွေ club တွေစားတော့ဆိုင်တွေမှာနော်ဝါဒေတာရဲ့ခရိုင်တီးတီးနေမြေတီးမှာရှိတဲ့စားတော့ဆိုင် KTV ဘားတွေ club တွေမှာရှီရှာသုံးတာပိတ်ပင်လိုက်တယ်ဆိုတာတားမြစ်လိုက်တယ်ဆိုတာကတော့ဘာပြောဝါအနေနဲ့ကဒါကောင်းတဲ့ကိစ္စပါတော်တော်ကောင်းတဲ့ကိစ္စအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်မန္တလေးနေပြီးတော့အစရှိတဲ့မြို့ကြီးတွေနဲ့အခြားနယ်မြို့လေးတွေပေါ့နယ်စပ်မြို့လေးတွေအမြောက်လေးတွေဘာလို့လဲပေါ့အဲ့လိုမျိုးတွေမှာလည်းရှီရှာတွေရှိသလားဆိုရှိတာပေါ့တစ်ချိန်တော့ဆိုရင်ကျွန်တော်မိတ်ဆွေတွေကိုယ်တိုင်ကျွန်တော်ရှေ့မှာရှီရှာရှူတယ်အဲ့တော့ဘာကြီးလဲပေါ့ကျွန်တော်လည်းမသိဘူးဘာကြီးလဲပေါ့ဆိုတော့ရေပွဲလိုမျိုးပိုက်ကြီးတွေနေဗျာဟိုရေပွဲလက်တိုင်ကြီးလိုမျိုးဟိုဖန်ပေါင်းတော့အလုံးကြီးအဲ့ထဲမှာပိုက်လေးက2ခု3ခုတချို့ဆို2ချောင်း3ချောင်းဆွတ်ထားတာအဲ့လိုဆွတ်ပြီးတော့အားပါရှူတာဘာကြီးလို့ကျွန်တော်ဘာကြီးလို့မသိလို့မေးတာဆိုရှီရှာဘာလို့ဟာဆိုရင်နွေးငွေရှူရလားဘာငွေလေအဲ့ဒါဘာလဲဘာကောင်းလဲပေါ့ဟိုတော့ဟိုပါပေါ့သူလူလမ်းစီတွေဘာညာသူတို့တော့ပြောတာပဲအဲ့လိုဒါပေမဲ့ကျွန်တော်ဘာမှမသိဘူးအဲ့နဲ့ဒီလိုပဲကျွန်တော်ကြည့်နေတာနောက်တော့တဖြည်းဖြည်းနဲ့သဘောပေါက်လာတာဒီကောင်ဒါရှီရှာကြည့်ရမွေးစေဝါတစ်မျိုးတော့ပါလာပြီထင်တယ်ပေါ့နောက်ကျတော့ကျွန်တော်သိလိုက်မွေးစေဝါပါလာမှန်းသိလာတယ်မွေးစေဝါပါလာတယ်ရှီရှာအဲ့တော့ဟိုဒီတိုင်းကြီးရှီရှာရှူတယ်ပေါ့ဗျာဒါပေမဲ့မွေးစေဝါပါနေတယ်မွေးစေဝါပါနေတော့ဒီတို့ကနောက်ဆုံးမှာဘာဖြစ်လဲဆိုမွေးစေဝါရောင်းဝယ်ဖောက်ကားမှုကိုအားပေးအမြုပ်ပြည်သူဖြစ်မသွားဘူးလားမွေးစေဝါပါတဲ့အရာတစ်ခုကိုစားသုံးမိပြီးသုံးဆွဲမိပြီးဆိုကြတဲ့ကကိုကအရောင်းဝယ်ဖောက်ကားကြီးမှာတစိမ့်တစ်ပိုင်းပါဝင်ပတ်သက်သူဖြစ်သွားတယ်ဆိုတော့ဒါကြောင့်မလို့တချို့ vape တောက်တယ်လို့ပါပြောတယ်အဲ့ဒီတချို့ vape တွေကလည်း vape လို့ပြောရင်မယ်အထက်မှာပြောမရမွေးစေးတယ်ဆိုတာတမျိုးမွေးစေးဆိုတာတမျိုးထည့်လဲထည့်နေမှာနော် vape တို့ e-cigarette တို့နောက်တစ်ခါဒီတခြား cigarette တွေရှိတယ်တခြားဒီဆက်လိပ်တချို့ဆိုရင်ဆက်လိပ်လေးနဲ့လိပ်တောက်တယ်အထက်မှာဆေးကြောက်လေးထည့်ပြီးဆက်လိပ်လိပ်တောက်တယ်ဆက်လိပ်တောက်တယ်ပေါ့သူကြည့်တော့ဆက်လိပ်တောက်တယ်ဒါပေမဲ့အထက်မှာဆေးကြောက်လေးထည့်လိပ်တာအဲ့ဒါတွေအကုန်လုံးကမွေးစေးဝါရောက်ဝယ်ဖောက်ကားမှုကိုအားပေးသလိုလိုဖြစ်တယ်ကျွန်တော်တို့ရဲ့အနီးနားတစ်ဝိုက်ကျွန်တော်တို့အိမ်နာပတ်ပတ်လဲတစ်ဝိုက်ကျွန်တော်တို့ခန္ဓာကိုယ်အနီးနားတစ်ဝိုက်ဒီမှာကျွန်တော်တို့မြင်ရတဲ့မြင်ကွန်းတစ်ဝိုက်ဒီမှာမွေးစေးဝါဟာပုံစံမျိုးစုံနဲ့ရှိနေတယ်ပုံစံမျိုးစုံအသွင်မျိုးစုံတရားမျိုးစုံနဲ့ရှိနေတယ်အဲ့လိုရှိနေတာကြီးကိုကျွန်တော်ကတားမြစ်ဖို့ကြတော့ဘာနဲ့တားမလို့ဆိုဥပဒေနဲ့တားမှရမယ်အဲ့တော့ဥပဒေကလည်းမတားနိုင်ဥပဒေကလည်းမနိုင်တော့ဘူးဆိုရင်အဲ့ဒါသိကြတယ်ဘာမှလုပ်လို့မရတော့ဘူးဘလောက်ပဲဥပဒေနဲ့တားတနိုင်ငံလုံးကိုတခါတည်းဥဒဟိုပြန့်နှံ့နေပြီဆိုရင်တော့သိကြတယ်တားတဲ့ဥပဒေပဲမှားတာလားအဲ့ဥပဒေကိုက်တော့ကျင်းသုံးတဲ့သူတွေပဲညံ့တာလားသို့မဟုတ်အဲ့ဥပဒေကိုက်ကျင်းသုံးတဲ့သူတွေလည်းပေါ့ရောက်တာလားကျွန်တော်မသိဘူးဒါကတော့ခင်ဗျားတို့စဉ်းစားလို့ရတယ်အဲ့တော့သိကြတာကတော့ဒါကြီးကိုတားမြစ်ထားပါတယ်လို့ပြောထားပြီးသားဒါမွေးစေဝါဥပဒေနဲ့ညှိပါတယ်လို့ပြောထားပါလျက်နဲ့အဲ့ဒီပစ္စည်းကတနိုင်ငံလုံးမှာဥဒဟိုနေရာတိုင်းမှာလူမြင်အောင်ပြန့်နှံ့သွားတယ်ဆိုတာကတားတဲ့သူတွေကတော့တားတာပဲဒါပေမဲ့အောက်ကဥပဒေကကျင်းသုံးသူတွေကလွဲနေသလားပေါ့ဒါစဉ်းစားချက်ဖြစ်လာတယ်စဉ်းစားကြည့်လေအခုပွင့်လည်းပြောရရင်များပါရာစီတမောကိုနေရာတိုင်းဝယ်လို့ရကြမှာရရင်မွေးစေဝါတော့နေရာတိုင်းဝယ်လို့ရတယ်ဆိုတဲ့စကားကြီးဘယ်ကောင်းမလဲဗျာအဲ့ဒါမျိုးကြီးဘယ်လိုကောင်းမလဲနော်နောက်တစ်ခုကဟိုဘာလဲဆိုတော့ဟိုကျွန်တော်တို့ចောင်းသုံးစာအုပ်တွေကိုနေရာတိုင်းမှာဝယ်လို့မရရင်မွေးစေဝါတော့အသာလေးရတယ်အဲ့တော့ကျွန်တော်တို့ journal တွေကိုနေရာတိုင်းဝယ်လို့မရရင် journal တွေကိုတစ်စောင်ဝယ်ဖတ်ဖို့လူတွေက journal 2000ကျပ်ပဲပေးရတဲ့ journal ဆောင်ဝယ်ဖတ်ဖို့တဲ့လူတွေလက်တွန့်ကြရင်မွေးစေဝါစီပြားကောက်ဝယ်ပလိုက်ဖို့တော့ပတ်စံကိုပုံလည်းအပေါ်လည်းခေါင်းလည်းတုံးပလိုက်ဖို့တော့ဝယ်မလေးဘူးဆိုတဲ့အားမျိုးဖြစ်နေလို့မရဘူးပြီးတော့စာသင်ကျောင်းတွေနဲ့ဒီနာတစ်ဝိုက်တွေမှာမွေးစေဝါတွေပြန့်နှံ့တယ်ကျောင်းသားတွေချင်းဖြန့်တယ်ဒါတွေကမွေးစေဝါအကြီးကျယ်ဖြစ်နေအဲ့တော့ကျွန်တော်တို့အစိုးရတွေကမွေးစေဝါကိုမနိုင်တော့ဘူးလားမွေးစေဝါမနိုင်တာလားဘယ်တော့မှလည်းမနိုင်တော့ပါလားတစ်သက်လုံးမွေးစေဝါကခုနထားတော့ဟိုးကျွန်တော်တို့ဦးနေဝင်းတို့ခေဘိုးကျောင်းဆန်းတို့ခေကစမွေးစေဝါရှိတယ်နောက်လည်းရှိတယ်ဦးနေဝင်းကလည်းထက်လည်းရှိတယ်နောက်ဦးတန်းရွှေလည်းထက်လည်းရှိတာပဲဦးစောမောင်ကြီးကလည်းရှိတယ်ဦးတန်းရွှေလည်းရှိတယ်နောက်ဦးသိန်းစိန်ထက်လာတော့လည်းရှိတာမွေးစေဝါဒေါအောင်ဆန်းစုကြည်တက်လည်းရှိတာပဲဦးမြောင်လည်းထက်ရောက်လည်းမွေးစေဝါရှိတာပဲဆိုတော့ကြည့်ရတာဦးနေဝင်းလည်းမရှိတော့ဘူးဘိုးကျောင်းဆန်းလည်းမရှိတော့ဘူးဦးတန်းရွှေလည်းဒါအသက်တွေတော့ကြီးနေပြီနော်ဦးနေဝင်းလည်းမရှိတော့ဘူးဗျာဦးနေဝင်းလည်းမရှိတော့တဲ့အချိန်မှာမွေးစေဝါဆက်ရှိနေတော့အဲ့တော့မွေးစေဝါနဲ့ဦးနေဝင်းဘယ်သူကပိုအသက်ရှိနေအဲ့လိုမေးရမလို့ဖြစ်နေအဲ့တော့မွေးစေဝါနဲ့လက်ရှိအာဏာပိုင်ခေါင်းဆောင်တွေအာဏာရှိတဲ့ခေါင်းဆောင်တွေနဲ့ဘယ်သူကပိုအသက်ပြင်းလဲဘယ်သူကပိုဩဇာကြီးလဲဘယ်သူကပိုအာဏာကြီးလဲဘယ်သူကပိုပြီးတော့ဘာခေါ်လဲဆိုတော့အသက်ရှိတယ်လဲဆိုတာမိကုန်းထော်မလို့ဖြစ်နေအဲ့တော့ကြည့်ရတာမွေးစေဝါတို့ဘာလို့ကလက်ရှိတည်ဆဲခေါင်းဆောင်အပေါင်းနဲ့ပြီးရတော့ခေါင်းဆောင်ဆက်ဆက်တွေတဲ့မွေးစေဝါပိုပြီးဩဇာကြီးနေပုံတော့ရတယ်တိုက်ပြည်မှာအဲ့လိုဖြစ်နေတယ်အဲ့တော့ဝါကတော့ရှင်းတယ်မလို့ရလို့ပြောထားပြီဝါမလို့ရလို့ပြောပြီးဝါမလို့ရဆိုရင် तू မလို့ရတဲ့တကယ်မလို့ခိုင်းတာဝါလို့ရင်ဝါတေးတံပေးမှာပြောရတာမဟုတ်ဘူးအဲ့တော့ဟိုဒေသမှာမလို့ရဆိုရင်တော့တော့မှာပဲအဲ့တော့ပြီးတော့ဒါတွေကလည်းတရုတ်ကနေပဲလာတာကျွန်တော်ခဏပြောတရုတ်ကပဲလာတာဒီဟာတွေကတော့တရုတ်ကကျွမ်းတရုတ်ကမွေးစေဝါတအားကျွမ်းတယ်မွေးစေဝါကျွမ်းတယ်လိမ်မှုကြီးအပျော်ပါတအားမှတ်တယ်လောင်းကစားကျွမ်းတယ်တရုတ်ကအဲ့ဒီဟာအကုန်ရတယ်တရုတ်ကအုံတော်ကအဲ့ထူးစားတယ်အဲ့အကုန်ရတယ်ဟုတ်လားအကုန်ရတယ်အဲ့တော့မြန်မာနိုင်ငံရှီရှားပဲရလို့တရုတ်ကပဲလာတာမွေးစေဝါရဲ့ဓာတုစေဝါတွေပဲရလဲတရုတ်ကပဲကျွန်တော်နိုင်ငံရဲ့တချို့ကိစ္စတွေတော်တော်များတရုတ်ကပဲကျွန်တော်နေတူကနေစဉ်ဘဝတွေကိုလို့တရုတ်ကလွှမ်းမိုးထားတယ်အဲ့တော့အမှန်တရားပဲနေတူကကျွန်တော်တရုတ်ကလွှမ်းမိုးထားတယ်ကျွန်တော်တို့နေတူကကျွန်တော်တို့သုံးနေတဲ့ပစ္စည်းတွေကျွန်တော်တို့တောက်နေတဲ့ဆေးဝါးတွေနဲ့တချို့ကိစ္စတွေပေါ့ဗျာအများကြီးပေါ့အဲ့ဒါတွေကိုလည်းတရုတ်နဲ့မကင်ဘူးကျွန်တော်တို့ဝတ်နေတဲ့အဝတ်တွေလည်းတရုတ်နဲ့ကင်ကြမှာကင်ပါအဲ့တော့ကျွန်တော်တို့ကတရုတ်နဲ့မကင်ဘူးကျွန်တော်သုံးနေတဲ့ဖုန်းတွေလည်းတရုတ်နဲ့မကင်ဘူးဆိုတော့ကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေကိုတရုတ်ကလွှမ်းမိုးထားတာတော့ရှိတယ်
လောမှုတာကျွန်တော်တို့နေတဲ့ပေါ်တယ်လောမှုအဲ့တော့ပြောရရင်တော့အဲ့ဒီမှာမွေးစေဝါလိုဟာမျိုးတွေလောင်းကစားလိုဟာမျိုးတွေကြားဖြန့်လိုဟာမျိုးတွေဒါတွေကြတော့ကျွန်တော်တို့ကယွန်စရာကောင်းတယ်သိစိတ်ပြတ်ဖို့လည်းကောင်းတယ်နိုင်ငံတော်ကတော့အဲ့ဒါကြီးတားမြစ်ကာကိုတားမြစ်ရမှာပေါ့နော်တားဆီးရမှာပေါ့ပြီးတော့ဟိုဖြစ်နိုင်ရင်တော့ဗျာကျွန်တော်တို့နိုင်ငံတွေကိုဒီလိုခိုးကြောက်ခိုးဝဝင်လာပြီးတခိုးချဖို့လိုဝင်လာတဲ့တခိုးတရုတ်တွေပေါ့နော်တခိုးတရုတ်တွေကြောင့်ဟိုတိုင်းပြည်ကထိခိုက်နေတဲ့ဆုံးရှုံးမှုတွေမဖြစ်အောင်လို့တော့တခိုးတရုတ်ပြောတာနော်လူကောင်းတရုတ်ပြောတာမဟုတ်တခိုးတရုတ်တွေပြောတာတခိုးတရုတ်တွေကြောင့်တိုင်းပြည်ထိခိုက်နေတာဘူးမဖြစ်အောင်တော့နိုင်ငံတော်အာဏာပိုင်အကြီးအကဲတွေကသေချာထိန်းချောင်းဖို့လိုတယ်ပြီးတော့ဟိုတရုတ်နိုင်ငံသားတရုတ်ဆိုတဲ့ပတ်စံကောင်းကောင်းပေးနိုင်တိုင်းလဲတွားပြီးတော့ထင်ကြီးတာမျိုးမဟုတ်ဘဲနဲ့ကိုယ်နိုင်ငံကိုယ်ဥပဒေနဲ့ထိထိမိထဲထဲဝန်ဂိုက်တွေထိန်းချောင်းဖို့လိုမယ်မဟုတ်ရင်ဒီလိုကြားဖြန့်လိုမျိုးဇလန်းစိုးကြီးတွေကကျွန်တော်နိုင်ငံမှာနာမည်ပြစ်ပါတယ်ဒါတော့တိကြီးထားဖို့တင်းတဲ့ကိစ္စအဖြစ်နဲ့ထည့်ပြောတာပါနော်ဆိုတော့ဟိုဝါရဲ့ရှီရှားနေပြီးတော့ဟိုဘက်တွေရောက်ကိုကြားဖြန့်တွေရောက်ကိုပြီးတော့နော်ဆက်ထားပါတော့အဲ့ဒါပြီးတော့ကျွန်တော်ဒီနေ့ဘာပြောရမလဲဆိုတော့အင်ဘန်လာပေါ့နော်ဒီခုနကပြောရတဲ့အင်ဘန်လာကိစ္စကျွန်တော်ပြောပါမယ်အင်ဘန်လာကိစ္စဆိုချားဖို့ပါဘူးအင်ဘန်လာကဒီနေ့သူ့ရဲ့သူတို့ရဲ့ဒီ KIO 65နှစ်ပြည့်ဆိုပြီးတော့အဲ့မှာအင်ဘန်လာကစကားပြောပါတယ်အင်ဘန်လာပြောတဲ့စကားလေးတွေစိတ်ဝင်စားဖို့ကောင်းတာလေးရှိပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးတွေပြောပြပါမယ်သူတို့ KIO ဖွဲ့စည်းကြောင်းချင်း65နှစ်ပြည့်ပြီပေါ့ဗျာအဲ့65နှစ်ပြည့်နဲ့ပတ်သက်ပြီးတော့သူရဲ့ဖွဲ့စည်းကြောင်း65နှစ်ပြည့်နဲ့ပတ်သက်ပြီးတော့သူဥက္ကဋ္ဌဖြစ်တော့ KIO ဥက္ကဋ္ဌဖြစ်တော့သူကတက်ပြီးတော့မိန်ကုန်းပြောတယ်ပေါ့ဗျာအဲ့မှာသူကထည့်ပြောတယ်တူမီကင်ပြီးတော့သူတို့ KIO ဖွဲ့တမိုင်း KIO ဖွဲ့တမိုင်းကိုကြည့်တဲ့အခါမှာတဲ့ရက်နေခြင်းမရှိဘူးဗျာပါတီရောလက်နက်ကင်ဖွဲ့တွေရက်နေခြင်းမရှိပဲရှေ့ကိုရွေ့နေတာတွေ့ရမယ်တဲ့ပြီးတော့ပဲတူမီသနက်ကင်ပြီးတော့ပြောကြားနေတဲ့တိုက်ခိုက်ခဲ့တဲ့ဘဝကနေဒီနေ့ဒီချိန်မှာတော့စစ်တပ်နဲ့မျိုးစုံကင်ဆောင်ပြီးတော့ကဘာတိတဲ့တိုက်ခိုက်အစဉ်ရောက်လာပြီတဲ့သူတို့နော်နိုင်ငံခီးကိုကြည့်မယ်ဆိုရင်လည်းတဲ့တိုင်းသားလူမျိုးတွေနဲ့လက်တွဲပြီးတော့ UNFC လို့အဖွဲ့မျိုး FPNCC လို့အဖွဲ့မျိုးတွေနိုင်ငံစင်မြင့်မှာညနေခဲ့ကြတယ်တဲ့နော်စေရေးနိုင်ငံနိုင်ငံတွေကသူတို့စင်မြင့်အောင်သူတို့တွားခဲ့ကြတယ်ပေါ့ဗျာဒါမျိုးသူပြောတယ်ပြီးတော့ KIO ဘိုးကော်မတီကတော့အခွင့်ကောင်းအောင်ဆောက်ပြီးတော့နိုင်ငံလုံးနဲ့ပြည်တော်စုမှာမီတင်းထိုင်တဲ့တိုင်းသားညီကိုအားလုံးငင်းချမ်းမှုရရှိနိုင်မှုတော့မရမနာလမ်းစာရှာကြိုးစားအထောက်နေပါတယ်ပေါ့သူတို့ကပြောရင်တော့ငင်းချမ်းစွာနေထိုင်မှုတဲ့လမ်းစာရှာနေပါတယ်အားထုတ်နေပါတယ်ပေါ့နောက်စစ်မြေပြင်တိုက်ခိုက်ရေးနဲ့စေရေးအဆုံးသတ်တစ်မြန်လှပဖို့အတွက်နိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးညှိနှိုင်းခြင်းဖြစ်ပါတယ်တဲ့အဲ့တော့ပြောချင်တာကတော့စစ်မြေပြင်မှာစစ်ဘလောက်ပဲတိုက်နေစစ်ရေးအဆုံးသတ်တွေလှပဖို့တော့ကနိုင်ငံရေးနည်းလမ်းနဲ့ညှိနှိုင်းဆွေးနွေးခြင်းရတာဖြစ်တယ်ဒါပေမဲ့လည်းတဲ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတဲ့ကြောင့်အလွန်စိုးရိမ်ပါတယ်ဆိုလိုတာကတော့သူတို့လည်းနားလေတယ်စစ်ဘလောက်တိုက်နေအဆုံးသတ်မှာအနာကွာတာညီချင်းဆွေးနွေးပွဲနဲ့အနာကွာတယ်ဆိုတော့သူတို့သိတယ်ဒါပေမဲ့ပြဿနာကသူတို့ကတိုက်လို့မဟုတ်သေးဘူးပေါ့တိုက်လို့မဟုတ်သူစက်တိုက်ဘူးပေါ့ကဲတိုက်ကြအောင်ပေါ့ဒါပေမဲ့သူကအဲ့မှာတစ်ချိန်တည်းမှာအကြောင်းပြတာပါလဲဆိုတော့ရွေးကောက်ပွဲကျင်းပဖို့စီစဉ်နေတာကြောင့်အလွန်မင်းသူစိုးရိမ်နေပေါ့ဗျာသူအဲ့လိုဆိုတော့ရွေးကောက်ပွဲကိုတဲ့ထောက်ခံတဲ့ဖွဲ့နဲ့ကန့်ကွက်တဲ့ဖွဲ့ဆိုပြီးတော့တဲ့ဘက်နှစ်ဖက်ထင်ရှားထွက်ပေါ်လာတော့မှာဖြစ်တယ်တဲ့မကြခင်မှာအဲ့တော့အဲ့အဖွဲ့နှစ်ဖွဲ့ကလွယ်လွယ်ကူကူနဲ့ဆွေးနွေးညှိနှိုင်းမှုဆိုတာခက်ခဲမယ်တဲ့အဲ့တော့ပြည်သူ့စစ်ကလည်းပုံမကြာလာတော့မှာဖြစ်တယ်တွဲဆုံဆွေးနွေးဖို့လမ်းနဲ့ခက်ခဲသွားမှာစိုးရိမ်နေတဲ့ပြောချင်တာကတော့ရွေးကောက်ပွဲကြောင့်ထောက်ခံတဲ့ဖွဲ့နဲ့မထောက်ခံတဲ့ဖွဲ့ဘက်နှစ်ဖက်ကွဲမယ်ပြီးရင်အဲ့ဒီမှာနှစ်ဖက်ကကွဲပြီးတော့ပြည်တွင်းစစ်ကပိုထပ်ဖြစ်အောင်မယ်အဲ့ဒီခါကျရင်တွဲဆုံဆွေးနွေးဖို့လမ်းကြောင်းကလည်းပိုခက်ခဲသွားနိုင်ရရှိတယ်ဆိုတော့ဒီအတွက်သူစိုးရိမ်နေစာမျိုးသူကပြောတယ်အဲ့တော့ပြည်သူတွေကိုလည်းသူကကိုယ်ဆန္ဒရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရွေးကောက်ပွဲမှာမလွဲမသွေပါဝင်လာပြီးတော့မဲပေးကြရမယ်လူတွေရှိနေမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီမဲပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ရှိရင်တော့ဒါသူကတော့ဟိုသဘောထားတူမတူမဲပေးရမယ်တူတာရှိတယ်ဆိုတော့သူမြင်တယ်ဒီနေ့မှာပဲသူအနေနဲ့ကတော့သူတို့ KIO အနေနဲ့ကတော့သူတို့ကချင်နဲ့ပူးပေါင်းပြီးတော့သူတို့ရဲ့ရည်မှန်းချက်ကိုဆက်လက်အကောင့်ထဲပေါ်သွားမယ်ပေါ့ဗျာဒါမျိုးတွေလည်းပြောတယ်အဲ့တော့သူ့ရဲ့အဓိက key point ဒီနှစ်ချက်ပဲအဓိကရှိတယ်ဂျန်တဲ့ကိစ္စတွေအရေးမကြီးဘူးပေါ့နော်ကဲစီးရဲနိုင်ငံရေးနဲ့မျိုးစုံချစ်ကြည့်ပြီးတော့ခိုင်မာတဲ့ရည်ရည်တိဆောက်နေတဲ့ကာလတွေဖြစ်တယ်ဘာညာပေါ့ဒါတွေကတော့သူတို့ရဲ့အကြောင်းသူတို့ပြောတာဒါပေမဲ့နိုင်ငံတော်ကချီပြောတဲ့ကိစ္စကတော့နှစ်ချက်ပဲရှိတယ်အဓိကအဲ့ဒါဘာလဲဆိုရွေးကောက်ပွဲကိုသူတို့စိုးရိမ်နေဘာလို့စိုးရိမ်လဲရွေးကောက်ပွဲထောက်ခံတဲ့ဘက်နဲ့ကန့်ကွက်တဲ့ဘက်နှစ်ဘက်ကွဲသွားမယ်အဲ့နှစ်ဘက်ကွဲပြီးတော့အဲ့နှစ်ဘက်ကထပ်ပြီးတော့စစ်ပွဲတွေထပ်ပြီးဖြစ်လာနိုင်တယ်အဲ့နှစ်ဘက်ကြားမှာညှိလို့နိုင်လို့မရတယ်ဖြစ်လာနိုင်တယ်အဲ့ဒီချိန်ကြာရင်ပို့ပြီးတော့ခုနတွေးဆုံဆွေးနွေးညီနိုင်လမ်းကြောင်းတွေကပို့ပြီးတော့ဝေးသွားနိုင်တယ်ပေါ့ဗျာအဲ့ဒါမျိုးဝေးသွားနေတယ်အဲ့ဒါကိုခက်ခဲသွားနေတယ်ဒါကိုစိုးရိမ်နေပေါ့နောက်တစ်ခုကခုနစစ်မြေပြင်တိုက်ခိုက်ရေးနဲ့စစ်မြေပြင်တိုက်ခိုက်ရေးလုပ်နေတာတပိုင်းဒါပေမဲ့စစ်ရေးရဲ့အဆုံးသတ်အနာကိုကတော့သိမြတ်ဖို့တော့ကနိုင်ငံရေးနီးလန်းနဲ့ညီနိုင်ဆွေးနွေးခြင်းကဖြစ်တယ်ဆိုတာမျိုးသူကပြောတယ်ဒီနှစ်ချက်ကိုအဓိကပြောတယ်ဆိုတော့ KIO နေတဲ့ကညီနိုင်ဆွေးနွေးလမ်းကြောင်းကိုလည်းဒါသူတို့မှလည်းချိန်တိုင်းဆွေးနွေးရမယ်ဆိုတော့သူတို့လက်ခံထားတယ်ဆိုတဲ့ပုံမျိုးသူတွေ့ရတယ်တစ်ချိန်တည်းမှာပဲသူဒီရွေးကောက်ပွဲစိုးရိမ်နေဆိုတော့ပြောတယ်အဲ့တော့ရွေးကောက်ပွဲသူစိုးရိမ်တာအကြောင်းကတော့ရှင်းပါတယ်ရွေးကောက်ပွဲနဲ့တက်လာတဲ့အစိုးရကျတော့ legitimacy ရပြီဆိုရင်အဲ့အစိုးရဘာလုပ်မလဲလွှတ်တော်ရရင်တိုင်ပြီးတော့လွှတ်တော်ရမဲခွဲဆုံးဖြတ်ပြီးတော့လက်နက်ကိုင်သဘုံတွေအကုန်လုံးကိုနှိမ်နှင်းမလားဖိတ်ခေါ်လို့မရနှိမ်နှင်းမယ်ဆိုတဲ့ဟာမျိုးကိုလွှတ်တော်ရဲ့အတီးပြီးနဲ့နှိမ်နှင်းတယ်ဆိုတာဖြစ်လာရင်အဲ့ဒါသူတို့အထီးကိနေတာကိုကြီးမယ်ဘာလို့ဆိုတော့လွှတ်တော်ရဲ့မဲခွဲဆုံးဖြတ်ထားပြီးသားအလုပ်ဆိုလုပ်ကိုလုပ်ရတယ်ဘာလို့ဆိုတော့လွှတ်တော်ကကြတော့နိုင်ငံရဲ့အနေထားမှာလွှတ်တော်ကအားကြီးတယ်သမ္မတတော်လွှတ်တော်ကဖြုတ်ချလို့ရတယ်ဟိုရှင်းပြတော့ဖြုတ်ချလို့ရတယ်လွှတ်တော်ကအားလောက်ထိလွှတ်တော်ရဲ့အရေးကြီးတယ်ဒါကြောင့်လွှတ်တော်တစ်ခုပေါ်လာဖို့ကဘာလဲရွေးကောက်ပွဲကိုဖျက်ဆီးရတယ်
လွတ်တော်တစ်ခုပေါ်လာရင်တမရအောင်ဖြုတ်ချလို့ရတယ်လို့လက်နက်ကင်ဖွဲ့တော့အကြမ်းဖက်ဖြစ်ကျင်ညာပြီးတော့တခါတည်းခြေမုံးဖို့တော့လွတ်တော်ကမဲပေးတယ်ပြီးတော့ရွေးချယ်လိုက်တယ်မဲပေးပြီးတော့ဆုံးဖြတ်လိုက်တာမျိုးဖြစ်လာရင်အဲ့ဒါမှတ်တမ်းဝင်သွားရင်အဲ့ဒါသွားပြီဒါကြောင့်မို့လို့သူကလွတ်တော်တော့သူကြောက်ကြတယ်လွတ်တော်ပေါ်လာမှာကိုကြောက်တယ်လွတ်တော်ပေါ်လာတာနဲ့မြသူတို့ထိခိုက်နေတာဆုံးရှုံးမှုတွေပိုကြီးနိုင်တယ်ဆိုတော့သူတို့သိတယ်ပြီးတော့ legitimacy ရပြီဆိုတာကိုသိတဲ့အတွက်သူတို့အနေနဲ့နည်းနည်းလေးတော့ကြောက်တယ်ဒါကြောင့်မို့လို့လွတ်တော်ပေါ်မှာသူတို့စိုးရိမ်တယ်လွတ်တော်ပေါ်ဖို့ရဲ့လမ်းကြောင်းအဓိကလမ်းကြောင်းကဘာလဲရွေးကောက်ပွဲအဲ့တော့ရွေးကောက်ပွဲသူကစိုးရိမ်တယ်ဒါကိုပြောတော့အဲ့တော့ကချင်ထဲမှာလည်းရွေးကောက်ပွဲထောက်ခံတဲ့အုပ်စုနဲ့မထောက်ခံတဲ့အုပ်စုရွေးကောက်ပွဲထောက်ခံတဲ့အုပ်စုကဘာလဲဆိုတော့အမ်ကွန်လာတို့အုပ်စုတွေထောက်ခံတယ်ဒေါက်တာတူးဂျာတို့အုပ်စုကထောက်ခံတယ်ဒီဘက်ကသူတို့ KIO အုပ်စုတွေကတော့မထောက်ခံဘူးပေါ့ဒေါက်တာတူးဂျာဆိုတာချင်းတော့ KIO ရဲ့ခေါင်းဆောင်ဖြစ်ခဲ့တာပဲအဲ့တော့သူကတော့အခုလက်ရှိရွေးကောက်ပွဲထောက်ခံတယ်ဆိုတဲ့ဘက်မှာရှိနေတယ်ရွေးကောက်ပွဲထောက်ခံတယ်ရွေးကောက်ပွဲကျင်းပမယ်ငင်းချိုင်းရေးကိုလူလာတယ်ဒါပဲစစ်စစ်ဆွေးနွေးပဲဒါပဲသူကဆိုတော့တချို့အဲ့တော့ဒေါက်တာတူးဂျာကိုပြန်ကြိုက်တဲ့ပြည်သူတွေပေါ်လာမှာပဲဒေါက်တာအမ်ကွန်လာတို့ဘာလို့လဲကြိုက်တယ်လို့ဖြစ်လာနေတာပဲအမ်ကွန်လာကိုလည်းပြန်ကြိုက်တယ်လို့ဖြစ်လာနေတာပဲအဲ့တော့ကချင်ထဲမှာပဲနှစ်ချမ်းသုံးချမ်းပြန်ကွဲမှာတော့စိုးရိမ်နေပုံရတယ်ဒါကြောင့်မလို့သူတို့ကအကြမ်းဖက်သမားများကချင်ပြည်သူတို့က KIO KIA ဒီငါတို့တိုးတက်အောင်ဘာမလုပ်ဘူးပဲနဲ့အကြမ်းဖက်သမားတွေပဲဆိုတာမျိုးအဲ့လိုဖြစ်သွားပဲမြင်သွားမှာကိုသူတို့စိုးရိမ်နေပုံရတယ်အဓိကတော့အင်ပန်လာရဲ့ဒီအကြောက်တရားပေါ့ပြည်သူလူထုအမြင်မှန်ရသွားမှာပြည်သူလူထုအမှန်တိုင်းမြင်သွားမှာကိုကြောက်တဲ့အကြောက်တရားရွေးကောက်ပွဲကနေထွက်လာမဲ့အတိအပွင့်အဲ့ဒါကိုသူတို့ကြောက်တယ်ဒါကြောင့်မလို့အင်ပန်လာရဲ့အကြောက်တရားကိုတော့ဒီမှာထင်းသားတော့မြင်လိုက်ရတယ်ထင်းသားတော့မြင်လိုက်ရတယ်ပေါ့နော်ဆိုတော့စောင့်ကြည့်ကြတာပေါ့ဗျာနော်သူတို့ KIO အုပ်စုဘာဆက်လုပ်မလဲဆိုတော့စောင့်ကြည့်ကြပါပေါ့နော်ဒါကတော့သူတို့ရဲ့ကက်ပတယ်ပြောတာပါအဲ့တော့ရွေးကောက်ပွဲအပေါ်မှာသူတို့ဟာတော်တော်လေးလက်နက်ကင်သဘုံအကုန်လုံးကရွေးကောက်ပွဲတော်တော်လေးစိုးရိမ်တကြီးဖြစ်နေတာတွေ့ရတယ်ဘာလို့ဆိုတော့သူတို့အကျိုးစီးပွားထိခိုက်မှာဆိုတဲ့အတွက်ရွေးကောက်ပွဲဖြစ်လာမှာတအားကြောက်ရွေးကောက်ပွဲမဖြစ်စေခြင်းတဲ့ဘက်မှာသူတို့ကသွားကြတယ်ဘာကြောင့်ဆိုရွေးကောက်ပွဲမဖြစ်မှခုန conflict economy လိုပဲရွေးကောက်ပွဲမဖြစ်မှသူတို့ရဲ့လက်နက်ကင်အဖွဲ့တွေရဲ့လှုပ်ရှားမှုကအားကောင်းမယ်ရွေးကောက်ပွဲဖြစ်သွားလို့ရွေးကောက်ပွဲနဲ့လွတ်တော်ပေါ်လာရင်သူတို့ရဲ့လှုပ်ရှားမှုကတော့ဘောင်ကျင်းသွားမယ်အဲ့ဒါကိုသူတို့ကြောက်တာဒါပါပဲအဖြစ်ရနော်အဲ့တော့ဒါတော့အကြောင်းရွေးကောက်ပွဲကိုနှောက်ယှက်ပေးဖို့သူတို့ရွေးကောက်ပွဲကိုမကြိုက်တဲ့ဆန့်ကျင်တဲ့စကားလုံးတွေပဲသူကြီးကြီးပြောနေတာပေါ့နော်ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကတော့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဒီနေ့ဆိုရင်နာမည်ကြီးနေတဲ့ကိစ္စဒေါက်တာသက်ခိုင်ကိစ္စပါဆိုတော့ဒေါက်တာသက်ခိုင်ကိစ္စတော့နာမည်ကြီးတယ်ဘယ်လိုကြီးလဲမေဒေါက်တာသက်ခိုင်ကိုမနေ့ကတော့ဒေါက်တာသက်ခိုင်နဲ့ပတ်သက်ပြီးတော့ဒီပထမဆုံးစပြီးတော့ဖော်ပြတဲ့ဒေါက်တာသက်ခိုင်လို့နာမည်မတက်ပြီးပထမဆုံးစဖော်ပြတော့ပြပေးရကိုကျော်စိုးဦးကသူစဖော်ပြတယ်နော်ဒေါက်တာသက်ခိုင်လို့နာမည်မတက်ပြီးဒေါက်တာသက်ခိုင်ပါပဲအားလုံးသိနေပါပြီမနေ့ကတည်းကဆိုတော့မနေ့ကတည်းကကိုကျော်စိုးဦးကစဖော်ပြလိုက်တော့ကျွန်တော်ထင်တယ်ဒါဇလန်ရှုပ်တော့မယ်ကျွန်တော်မြင်နေရပါတော့ကိုမြင်နေရပြီပြီးတော့ဒီအကြောင်းအရာကကျွန်တော်တို့သတင်းသမားတွေစီမှာရောက်နေတာတော့ကြာပြီပေါ့ဗျာကြာပြီဒီအကြောင်းကဒီ case ကရောက်နေကြာပြီဒါပေမဲ့ကျွန်တော်တို့ကချစ်ငြိမ်စဉ်းစားရတယ်ပေါ့ဘာလို့ချစ်ငြိမ်စဉ်းစားလဲဆိုတော့ဘယ်သူကစတာကိုဘုံခွဲမလဲပေါ့ဘုံခွဲတာပြောတော့မဟုတ်ဒီအကြောင်းကဘယ်သူကစပြီးတော့အုံလို့လုံးမလဲပေါ့ပြီးတော့အဲ့ဒါရဲ့ side effect ကကိုကြောင့်ဖြစ်သွားမလားဘာဆက်ဖြစ်မလဲရွေးကောက်ပွဲကိုနှောက်ယှက်ဖြစ်သွားနိုင်လားဘာဖြစ်သွားနိုင်လဲဆိုတော့ကျွန်တော်ဒါကိုစိုးရင်ချက်တွေနဲ့ကျွန်တော်တို့တချို့ဟာရေငုံနှုတ်ပိတ်နေတာအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ကရွေးကောက်ပွဲဒီလာမယ့်အခုရွေးကောက်ပွဲကိုကျွန်တော်တို့ကြိုးစိုးထောက်ခံနေတဲ့လူတွေကပါတဲ့အတွက်အနှောက်ယှက်ဖြစ်နေတဲ့ကိစ္စတစ်ခုခုပေါ်လာမှာစိုးတဲ့အတွက်တချို့ဟာတွေကိုကျွန်တော်တို့ကရေငုံနှုတ်ပိတ်နေတယ်ဘာကြောင့်လဲဆိုတော့အနှောက်ယှက်ဖြစ်မှာစိုးကိုကြောင့်အနှောက်ယှက်ဖြစ်သွားမှာစိုးလို့ကျွန်တော်တို့ကလွတ်တော်ကြီးပေါ်လာမှာလိုချင်တယ်ရွေးကောက်ပွဲနဲ့လွတ်တော်ကြီးပေါ်လာမယ်အစိုးရအစ်စ်ပေါ်လာတော့မြင်ချင်တယ်ကျွန်တော်တို့ကအဲ့တော့ကျွန်တော်ရွေးကောက်ပွဲအနှောက်ယှက်ဖြစ်မဲ့ကိစ္စမလုပ်ဘူးဘာမှမလုပ်ဘူးရွေးကောက်ပွဲတော့နောက်တစ်ခုကဘာထက်ရှိလဲဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဒီတချို့ကဒီရွေးကောက်ပွဲနဲ့ပေါ်လာမဲ့အစိုးရကိုမကြိုက်ကြောင်းပြောကြလိမ့်မယ်ရွေးကောက်ပွဲအလုပ်ပွဲလို့ပြောကြလိမ့်မယ်မဟုတ်ဘူးခင်ဗျားတို့ကြိုက်တယ်လို့ပြောကျွန်တော်တို့တချို့ကိစ္စတွေမှာကျွန်တော်တို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကျွန်တော်တို့ကြိုက်တဲ့သူတွေပါသည်ဖြစ်စေမပါသည်ဖြစ်စေတချို့အရာတွေကကျွန်တော်တို့လုပ်ကိုလုပ်ရအရာရှိတယ်လုပ်ကိုလုပ်ရအရာရှိတယ်နော်ဆိုကြပါစို့ဗျာခင်ဗျားကျွန်တော်ဟာတာလို့ပဲမှတ်ပါနော်ခင်ဗျားအနေနဲ့ဟိုဗါလဲဆိုတော့ပိုးမိသားနဲ့ခင်ဗျားနဲ့မရနိုင်ဘူးဆိုတော့ခင်ဗျားသိတယ်ခင်ဗျားကြိုက်လို့ရတယ်ပိုးမိသားကိုမရနိုင်ဘူးဆိုလည်းခင်ဗျားသိတယ်โอเคမရနိုင်တာအမှန်တရားခင်ဗျားကြိုက်တာလည်းအမှန်တရားကျွန်တော်ကြိုက်တာလည်းအမှန်တရားနော်ကျွန်တော်ကြိုက်တယ်လည်းအမှန်တရားကျွန်တော်မရဘူးဆိုတော့လည်းကျွန်တော်အမှန်တရားနော်အဲ့တော့โอเคအဲ့ဒီအမှန်တရားလက်ခံပေးရတာရှိတယ်ငါမရနိုင်လို့ငါမရနိုင်လို့ငါကြိုက်တယ်ငါမရနိုင်လို့အဲ့ပိုးမိသားမလှပါဘူးကွာလို့ပတ်ပိုင်ထိုးဖို့တော့ပုံစံပြောမယ်ဆိုရင်ဒါဟာရှင်းပြောရင်တော့အနှောက်အယှက်ပေးရရတယ်အဲ့တော့ရှင်းပြောရင်တော့ကျွန်တော်တို့နားလည်ဖို့လိုတာကြိုက်မကြိုက်ကျွန်တော်တို့တစ်ခုခုကိုရွှေ့ဖို့အတွက်ကိုပြောရင်ပြီးတော့အပြောင်းလဲကာလတစ်ခုအပြောင်းလဲတစ်ခုကိုလိုချင်လို့ရွှေ့တဲ့ခါမှာတချို့အရာတွေကကျွန်တော်လိုက်လောကြီးတွေလိုက်ပေးရတာရှိတယ်တိတိကြီးနဲ့လိုက်ပေးရရှိတယ်မတိဘဲနဲ့လိုက်ပေးရရှိတယ်တချို့ဟာတွေလိလူရှုပေးလိုက်ရတယ်ရှိတယ်မတိကြောင်ဆောင်းပေးလိုက်ရရှိကိုရှိရမယ်အဲ့ဒါမှလည်းဖြစ်မှာအတ္တမှလည်းတိုင်းပြည်တပြည်ကလှတာအဲ့ကြောင့်ခုနကျွန်တော်တို့တချို့မတိကြောင်ဆောင်းရတဲ့ဟာတွေရှိပါတယ်အဲ့တော့ခုနဒီမနေ့ကကိုကျော်စိုးကစပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့စိတ်ပူသွားတယ်။ဒါပေမဲ့ဒီနေ့တော့ UEC ကဒီလိုပြောလာတယ် UEC ထုတ်ပြန်တဲ့နောက်ဆုံးချိတ်ဆက်လိုက်တဲ့ခါကျတော့ဘာပဲပြောဟိုလူတွေလည်းကတော့ဆိုတချို့ဟာတွေသဘောပေါက်လို့ယူဆတယ်။ဒါပေမဲ့အဲ့မှာရှင်းချက်တွေတော့လာတော့မယ်။ဘာတွေဖြစ်ကုန်ခဲ့တာလဲ။တကယ်တမ်းကျမြေမှာဘာတွေဖြစ်ခဲ့တာလဲဆိုတာကတော့လူတွေကတချို့သိချင်ကြလိမ့်မယ်လို့ကျွန်တော်ထင်တယ်။
မြေမှာဘာဖြစ်လဲလို့မေးဒီ UEC ရဲ့ထုတ်ပြန်ချက်မှာတိုင်မီလေးမှာမနက်ပိုင်းမှာဘာဖြစ်လဲဆိုတော့ဒေါ်သက်ခိုင်ကိုဒေါ်သက်ခိုင်ကကိုယ်စားလောင်းဖြစ်မှဖယ်ရှားခံရတယ်ပေါ့ဗျာလူပြောတယ်မီဒီယာတွေကရေးကြတယ် BBC တို့ဘာလို့ရေးကြတယ် BBC တို့ဘာလို့ဆိုတာလဲတစ်ချိန်လုံးသူကစောင့်နေတာမြန်မာပြည်ကိုဘယ်လိုဒုက္ခပေးရမလဲဆိုတော့ရှုထောင့်နေပဲ BBC ကစောင့်နေတာတစ်ချိန်လုံး BBC ရဲ့သတင်းတောက်တွေအကုန်လုံးကအဲ့ဒီတိုင်းပဲတစ်ချိန်လုံးမြန်မာပြည်ကိုဘယ်လိုဒုက္ခပေးရမလဲဆိုတာပဲတစ်ချိန်လုံးစောင့်နေတာပို့လည်းပြောရင်သူတို့ကသတင်းတောက်တေလို့သာပြောတာ BBC ကသတင်းတောက်တေလို့သာပြောတာဗျဘာဖြစ်လဲဆိုတော့တိုင်းပြည်ဖြက်စီးကိုတော့ပျက်စီးတိုင်းပြည်ကိုနာမည်ဖြက်ရေးတိုင်းပြည်ဒုက္ခရောက်စေဖို့ကိစ္စမှန်သမျှကိုတော့ BBC ကသတင်းတောက်တွေကမြန်မာသတင်းတောက်တွေကလောက်ကြတယ်မြန်မာတွေဖြစ်ပါလျက်နဲ့မြန်မာပြည်အကြောင်းကိုပေါက်တက်ကရရေးဖို့မြန်မာပြည်ကိုဒုက္ခပေးဖို့ရေးတဲ့သတင်းတွေကိုထိတ်ဆုံးကသူတို့ရေးကြတယ်ဘာကြောင့်လဲဆိုတော့ BBC ဆိုတဲ့အင်္ဂလိပ်တွေကနေပြီးတော့သူတို့ကိုလာစာပေးထားတယ်အဲ့တော့အင်္ဂလိပ်တွေပေးထားတဲ့လာစာကလည်းမြန်မာပြည်မှာလုပ်ရင်မရနိုင်တဲ့လာစာမျိုးမြန်မာမှာသတင်းတောက်လုပ်ရင်မြန်မာသတင်းတောက်လုပ်ရင်မရနိုင်တဲ့လာစာမျိုးတွေဖြစ်နေတယ်ဆိုကြပါစို့မြန်မာသတင်းတောက်တယောက်လာစာ90လောက်လုပ်နေပဲဒီကောင်နဲ့350လောက်ရတယ်ကဲပြောစဉ်းစားကြည့်လေ10သားလောက်ကွာနေတဲ့အချိန်မှာဒီကောင်တွေကဟိုက BBC ကအင်္ဂလိပ်တွေကခိုင်းတာတဲ့အကုန်လုံးပါပဲဘာလို့အင်္ဂလိပ်တွေကဘာခိုင်းအကုန်လုံးပါဘာလို့ရတဲ့ပတ်စံအဲ့လောက်ရနေတယ်မြန်မာသတင်းတောက်တွေကမြန်မာ9သိန်းလောက်နဲ့ပြင်ပန်းခံလုံနေပြီမဲ့မြန်မာချစ်ပြီးတော့မြန်မာကိုလုံနေပြီမဲ့ဟိုကောင်တွေက90လောက်ရတော့အဲ့ပတ်စံ90ကိုမြင်ပြီးတော့ကိုယ်နိုင်ငံကိုပြန်ပြီးနင်းဖို့တော့ဝင်မလေးဘူးနင်းတာပဲနိုင်ငံဒုက္ခပေးဖို့တော့ဝင်မလေးဘူးနိုင်ငံကောင်းကျိုးအတွက် BBC မှာရှိတဲ့မြန်မာသတင်းတောက်တွေတပုတ်မှမကြည့်ဘူးဘယ်တော့မှလည်းမကြည့်ဘူးအဲ့သူတို့အဖြတ်ပဲရေးပါအဲ့တော့တော့ဘာလို့လဲဆိုတော့ဒေါ်သက်ခိုင်ကိုရေးတော့ okay ကျွန်တော်တွေ့လိုက်တယ်ဒေါ်သက်ခိုင်မှဘောတခြားလဲဒီဘက် BBC အပိုးတိုင်းများစွာရေးပါတယ် okay အဲ့တော့ကျွန်တော်တွေ့တော့ okay ကောင်စရေးပြီပေါ့ပြီးတော့ခေတ်သစ်ကရေးတယ်ခေတ်သစ်ကတာလောသောအုပ်စုကရေးတယ်အဲ့တော့ရေးလိုက်ပြီးတော့နောက်ဆက်တွဲဟိုရှုပ်ချက်ခတ်နေတာပေါ့နော်အဲ့မှာဒေါ်သက်ခိုင်ဘက်ကလူတွေပြန်ရှင်းတယ်မဟုတ်ဘူးဒေါ်သက်ခိုင်ကိုလည်း Facebook ကပြန်တက်ပြောတယ်မဟုတ်ဘူးကျွန်မ19ရက်နေ့တည်းကကိုယ်တော်လောင်းဟိုကပ်ပြားရုပ်ထုတ်ပြီးသွားပြီကျွန်မဘာညာလုပ်တယ်ဒါပေမဲ့ဘလို့ဖြစ်နောက်မှမြုပ်နေတဲ့ဇလန်သက်ရှိနေတဲ့အတွက်ဒါကြီးကဟိုဘက်ဒီဘက်ဘလို့ပုံနေကျွန်တော်ကကြည့်နေတာပေါ့နော်ဘာမှပြောသေးဘူးဘာလို့ကျွန်တော်တို့ UEC ထုတ်ပြန်ချက်မပါမချင်းကျွန်တော်တို့တချို့ဟာတွေကအသာလေးနေပေးတာပေါ့နော်နေပေးတယ်ဆိုတော့နောက်ဆုံးကြတော့ညနေလေးရောက်ကို UEC ကထုတ်ပြန်လာရောဟိုချစ်မှာဘာတွေပဲဖြစ်ခဲ့ UEC ကညနေလေးရောက်ကိုထုတ်ပြန်လာရောမီဒီယာ3ခုလုံးကိုပြန်ဖြေတာ One News ကိုဖြေတယ် BBC ကိုဖြေတယ်မြန်မာ Transparency ကိုဖြေတယ်3မျိုးလုံးဖြေတယ်3မျိုးလုံးဖြေတာမေးခွန်းတွေက3မျိုးက3မျိုးမတူကြဘူးလေအဲ့တော့ One News ကမေးတဲ့မေးခွန်းက1မျိုးဒါမဲ့တော့တက်ခိုင်ကိုပဲဦးစားပေးမေးတယ်နော်ပြီးသုံးလုံးပါတီရဲ့ဥက္ကဋ္ဌပေါ့နော်သူ့ကိုတဲ့ကိုယ်စားလောင်းပဲဖြတ်ခံရလို့သိရတယ်ပဲဖြတ်လိုက်တာဘလို့ချက်တွေကြီးစွန်းလဲ UN ရှိသလားဒေါ်သက်ခိုင် UN တော့တင်းတော့ရှိသလားဒါနဲ့ပတ်သက်လို့ဘလို့ဆောင်းလဲနောက်တစ်ချက်ကအမြင့်ပြင်းစင်းသွင်းတဲ့ကိုယ်စားလောင်း9000ကျော်ပဲဖြတ်ခံတဲ့ကိုယ်စားလောင်းရေတက်ဘယ်လောက်ရှိလဲအတီးပြုပြပါဆိုပြီးပြောတယ်အဲ့မှာဘာပြောလဲဆိုတော့ဒေါ်သက်ခိုင်ကိုတဲ့သက်ဆိုင်လွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရွေးကောက်ဥပဒေပုံမှ8ကာကြီးပါပြဋ္ဌာန်းချက်တွေနဲ့ညီစွန်းတဲ့အတွက်ကိုယ်စားလောင်းစီကနေပဲဖြတ်တာဖြစ်တယ်တဲ့အဲ့တော့ရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလောင်းမြင့်စင်တင်တဲ့ရှိစေချင်ကိုကြီးညာပြီးယူဂန်တင်တဲ့ကာလကိုလည်းတတ်မှတ်ထားပြီးဖြစ်တဲ့စီမင်းစည်းကကြော်သွားပြီဖြစ်တယ်ပေါ့နော်စီမင်းစင်ကြော်သွားပြီပေါ့အဲ့တော့လွတ်တော်လိုက်မဲဆန္ဒနဲ့ကိုယ်စားလောင်းစီရင်သွင်းတဲ့ကိုယ်စားလောင်းတွေ9023ဦးရှိတယ်ပေါ့နော်9023ဦးမှာလွတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲဥပဒေနည်းဥပဒေနဲ့ညီညွတ်မှုမရှိတဲ့ပဲဖြတ်တဲ့ကိုယ်စားလောင်းဦးရေ86ဦးရှိသွားပြီပြောရင်တော့9023ဦးကိုယ်စားလောင်းတင်ခဲ့ကြရင်မဲ့ပဲဖြတ်ခံရတဲ့လူက86ဦးရှိသွားပြီပေါ့86ဦးရှိသွားပြီလို့ပြောတယ်အဲ86ဦးမှာတစ်ယောက်ကဒေါ်သက်ခိုင်မှာပါလာတယ်ဒေါ်သက်ခိုင်ပါလာတဲ့အတွက်ဒါတချို့ကထင်တာဒေါ်သက်ခိုင်ပါတီဖြတ်ခံလိုက်ရလားဒေါ်သက်ခိုင်လားဆိုတော့ဒေါ်သက်ခိုင်တာလီရင်ကိုယ်စားလောင်းအဖြစ်ကပဲဖြတ်ခံရတာဖြစ်ပြီးတော့သူ့ရဲ့ပါတီကတော့ဆက်လက်ရှင်းပြိုင်လို့ရပါတယ်မဆိုင်ဘူးကိုယ်စားလှယ်နဲ့ဆိုင်ပြီးတော့ပါတီနဲ့မဆိုင်ပါဘူးဒီကိစ္စပေါ့နော်ဆိုတော့ဒါဆိုကြီးချင်းအပြင်ကိုယ်စားလောင်းတင်ခဲ့တဲ့လူတွေ9023ဦးတွေက86ဦးကပဲဖြတ်ခံလိုက်ရတယ်ဆိုတာကိုအခုဒါ data တစ်ခုသိသွားပြီပေါ့နော်ဒေါ်သက်ခိုင်လည်းအဲ့ဒီမှာတဦးအပေါင်းဖြစ်သွားတယ်ဒေါ်သက်ခိုင်ညှိတာကဒီသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှ8ကာကြီးပါပြဋ္ဌာန်းချက်နဲ့ညီဆုံးတဲ့အတွက်ပဲဖြတ်တာလို့ပြောတယ်နော်နောက်တစ်ယောက်ကကျတော့ဘာထပ်မေးလဲဆိုတော့ BBC ကျတော့ဘာမေးလဲဆိုတော့ဒီဒေါ်သက်ခိုင်ကိစ္စဟုတ်ပဲနော်အဲ့တော့ဒေါ်သက်ခိုင်ကိစ္စပဲမေးတယ်အဲ့မှာဒီဘာကြောင့်ဖြစ်တာလဲဆိုတော့မေးတယ်အဲ့တော့အမည်စင်းထုတ်ပြန်ပြီးမှပဲဖြတ်တာမျိုးလုပ်လို့ရသလားပေါ့ဒေါ်သက်ခိုင်အမည်စင်း19ရက်နဲ့ထုတ်ပြန်ပြီးသွားပြီဒါပေမဲ့19ရက်ထုတ်တဲ့ထဲမှာပါပြီးသွားပြီဒါပေမဲ့အဲ့ဒါဖြစ်ပြီးမှပြန်ထုတ်ဖြတ်လို့ရလားဆိုတော့မေးတဲ့ခါကျတော့ခုလိုပဲဖြတ်လို့ရှိရင်ကုစားမှုတွေဘာလို့လုပ်လို့ရသေးလဲထပ်မေးတာပေါ့အဲ့တော့သူကဘာပြောလဲဆိုတော့ဒေါ်သက်ခိုင်ကခုနလိုပဲရွေးကောက်ပွဲဥပဒေပုံမှ8ကာကြီးအရညီစွန်းတာအဲ့ဒါညီလို့ပဲဖြတ်တာโอเคအဲ့တော့နည်းဥပဒေ36ခန်းငယ်ရလွတ်တော်ကိုယ်စားလှယ်လောင်းအမည်စင်းထုတ်ပြန်ကြေညာပြီးနောက်အမည်စင်းတင်သွင်းသူတို့ဟာရွေးကောက်ပွဲမကျင်းပမီလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်ဆုံးရှုံးသွားရင်ထိုသူ၏အမည်ကိုလွတ်တော်ကိုယ်စားလှယ်လောင်းများအမည်စင်းမှာပယ်ဖျက်ရမည်ဖြစ်ကြောင်းဖြေကြားပါတယ်ဆိုလိုတာကတော့ကိုယ်စားလှယ်လောင်းအမည်စင်းတင်သွင်းခံရလို့အမည်စင်းကပါသွားပြီလို့ကပ်ပြားထုတ်ပြီးပြီဆိုရင်တော့အတီမဟုတ်သေးဘူးသူနဲ့ပတ်သက်တဲ့ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအရေးချင်းပြည့်ရွံ့မှုတစ်ခုခုညှိစွန်းလာလို့ပေါ်ပေါက်သွားတယ်ဆိုရင်ချက်ချင်းပယ်ဖျက်လို့ရတယ်ဒါကိုပြောချင်တာအဲ့တော့ဒေါ်သက်ခိုင်ကခုနဒီရွေးကောက်ပွဲဥပဒေပုံမှ8ခါကြီးနဲ့ညီစွန်းသွားလို့ပယ်ဖျက်လိုက်တာသူ့ကိုစင်းရထုတ်ပြန်ထားခဲ့ပြီးသားမှန်တယ်ဒါပေမဲ့
ဥပဒေမှာပါပြီးသားစီးရင်ပါသွားပင်ပါတော့ညားတော့လေပြိုင်တော်ပြန်သေးဘူးလေပါတော့ညားတော့လေဒါပေမဲ့သူ့ကိုပဲဖြတ်လို့ရတယ်ဘာကြောင့်လဲသူနဲ့ပတ်သက်ပြီးညီဆုံးစရာဘာပေါ်လဲပေါ်တာတစ်ခုကြောင့်ဖြတ်လို့ရတယ်လို့ဒါကိုပြောတာနော်ဒါ BBC ကိုသူဖြေတာနောက်တစ်ခါမြန်မာ transparency ကိုမေးတာကိုကြတော့ဒီသူကတော့မြန်မာ transparency ရှင်းပါတယ်ဗန်ချင်းငွေကိစ္စကိုတဲ့မေးပြီအဲ့မှာသူကနိုင်ငံရေးပါတီတွေရွေးကောက်ပွဲဗန်ချင်းငွေကိုယ်စားလှယ်ထောက်ပံ့မှုရှိတယ်တဲ့နော်တချို့သောနိုင်ငံရေးပါတီတွေကရွေးကောက်ပွဲအတွက်ဗန်ချင်းငွေရယူပြီးကိုယ်စားလှယ်တွေကိုထောက်ပံ့မှုရှိနေတယ်ဒီလိုမျိုးချင်းငွေရယူပြီးတော့ကိုယ်စားလှယ်တွေထောက်ပံ့မှုအားရွေးကောက်ပွဲဥပဒေအကျုံးဝင်သိလို့တယ်ဥပဒေနဲ့မညီရင်ဘယ်လိုရေးရလဲသိချင်တယ်နော်အမှခုနဒေါ်သက်ခိုင်ကိစ္စလည်းထည့်မိထိတ်ရတယ်ဆိုတော့အမှပြန်ဖြေတယ်ဒေါ်သက်ခိုင်ကခုနလိုပဲရွေးကောက်ပွဲဥပဒေပုံမှန်8ဂါကြီးနဲ့ညီလို့ပယ်ဖျက်ခံရဖြစ်တယ်အဲ့တော့မဲဆန္ဒနယ်စီးရင်တင်တဲ့ကိုယ်စားလှယ်9023ဦးမှာ86ဦးကတော့ပယ်ဖျက်ခံရတယ်အဲ့တော့သက်ဆိုင်ရာမဲဆန္ဒနယ်လိုက်ကိုယ်စားလှယ်စီးရင်တွေကို UEC ရဲ့ website မှာလည်းကြီးညာထားတယ်ကော်မရှင်ဖွဲ့ဖွဲ့ရုံးတွေမှာလည်းကြီးညာထားတယ်ဒီလိုပြောတယ်ပြီးတော့မှရွေးကောက်ပွဲဥပဒေပုံမှန်8ဂါကြီးကရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူလူပုဂ္ဂိုလ်နဲ့သာတိုက်ရိုက်သက်ဆိုင်ပြီးတော့နိုင်ငံရေးပါတီအနေနဲ့အကျုံးဝင်ခြင်းမရှိဒါကိုဖြေတယ်ခုနဗန်ချင်းငွေဆိုတဲ့ကိစ္စကိုတော့ထည့်သွင်းဖြေကြခြင်းမပြုဘူးဆိုတော့ဒါအားစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ဖြစ်သွားအဲ့တော့ကျွန်တော်ကအဲ့တော့အခုအဖြေရှိလာပြီအဖြေရရှိလာပြောရတော့ဖြစ်လာပြီဆိုတော့ကိုယ်တော်86ဦးထုတ်ပြန်ပယ်ဖြတ်ခံရတဲ့မှာပါလာတဲ့ဒေါ်သက်ခိုင်ပေါ့ဒေါ်သက်ခိုင်ကဘာကြောင့်ရွေးကောက်ပွဲဟိုညှိတာပေါ့နော်ဘာနဲ့ညှိဘယ်လိုညှိတာလဲဥပဒေရွေးကောက်ပွဲဥပဒေပုံမှန်8ဂါကြီးနဲ့ဘာလို့ညှိတာလဲဆိုတော့ဟာလာပြီ8ဂါကြီးကဘာရေးထားလဲ8ဂါကြီးဆိုတာဘာကိုပြောတာလဲစသဖြင့်အဲ့ဒါတွေကျွန်တော်တို့ကပြောရတော့မယ်ဖြစ်လာတယ်ပေါ့နော်ဆိုတော့8ဂါကြီးမှာတော့ရှင်းပါတယ်8ဂါကြီးမှာတော့သူရေးထားတဲ့ဟာလေးကိုကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့sorry ခဏလေးကျွန်တော်မှားမှာဆိုလို့နော်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ဆိုတဲ့တစ်ချက်ပါလာတယ်နော်အဲ့ဒါဘာလဲဆိုတော့တော်တော်ရွေးကောက်ပွဲဥပဒေပုံမှန်8နော်နိုင်ငံတော်နဲ့8ဂါကြီးနော်နိုင်ငံတော်နဲ့ပုဂ္ဂလိကတို့မသိလျော်သည့်ပေးရန်တာဝန်ရှိသူပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ကိုယ်စားလောင်းအဲ့တော့နိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမသိလျော်တဲ့ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမယ်ဆိုတော့ဒေါ်သက်ခိုင်ကမကင်းရှင်းဘူးဆိုတဲ့အဓိပ္ပာယ်သွားတက်ရောက်တယ်မကင်းရှင်းဘူးဆိုလို့ပြောရင်ခုနဗန်ချင်းငွေဆိုတဲ့စကားလုံးပြန်ကင်လို့ရတယ်ဆိုတော့ဗန်ချင်းငွေပြန်ကင်လို့အဲ့တော့ဗန်ချင်းငွေဆိုတာကရှင်းပြတော့ခုနဗန်ချင်းငွေနဲ့ညှိလို့ဒေါ်သက်ခိုင်ကမပြိုင်ကိုယ်စားလောင်းကနေပြီးတော့ပယ်ဖျက်ခံလိုက်ရတယ်လို့ပြောချင်တယ်အဲ့ဗန်ချင်းငွေကဘယ်သူရှိရချိတာလဲဘယ်လိုဖြစ်တာလဲဆိုတော့ကျွန်တော်ကတော့ပို့လင်ပြောရင်တော့မနေ့ကတွေ့ကြတဲ့မနေ့ကစပြီးတော့ဟို Telegram တစ်ခုမှာစအရင်တက်လာတယ်အရင်ဆုံးကိုကျော်စိုးဦးတက်စောပြီးတော့ Telegram တစ်ခုမှာ post အရင်တက်လာတယ်တစ်ခုတက်လာတော့အဲ့ဒီကျွန်တော်သိလိုက်တယ်ဇလန်တော့စပြီးတော့ပြီးတော့ဗတ်ဆိုပြီးတော့အခုပြတော့ဒေါ်သက်ခိုင်ကပတ်စံချီးခဲ့သလားဆိုတော့မိကွန်KBZ ဘဏ်ကနေပြီးတော့ဒေါ်သက်ခိုင်ကဒေါ်လာကျပ်ဘီလီယံ100ချီးခဲ့တယ်ဆိုတော့ကျွန်တော်သိပါတယ်ချီးခဲ့တယ်ဆိုတော့ကျွန်တော်သိရပါတယ်ချီးပြီးတော့ဘာလုပ်တာလဲနိုင်ငံရေးလုပ်ဖို့ချီးတာလားဒါမှမဟုတ်သူ့ကိုယ်ပိုင်စီးပွားရေးအတွက်လားဆိုတော့မိကွန်ပြီးတော့ဘယ်တုန်းကချီးတာလဲအခုရွေးကောက်ပွဲနာနီးမှာချီးတာလားဒီလိုတွေကခွဲမိရမယ်ဒေါ်လာကျပ်ဘီလီယံ100ချီးခဲ့တယ်ဆိုတော့မှန်တယ်ဘီလီယံ100တက် plus လည်းဖြစ်နိုင်တယ်ဘီလီယံ100ထက်မနည်းလည်းဖြစ်နိုင်တယ်များလည်းဖြစ်နိုင်တယ်နည်းလည်းဖြစ်နိုင်တယ်ဘီလီယံ100လို့အကြမ်းမြင့်မှတ်အဲ့ပမာဏလောက်ကိုဒေါ်သက်ခိုင်က KBZ ဘဏ်ကနေချီးခဲ့တယ်ဒေါ်သက်ခိုင်နာဆိုသူ့ရဲ့မျိုးသားနဲ့ပါ2ယောက်သူတို့ချီးခဲ့ကြတယ်ဒါသူ့မျိုးသားသူနဲ့2ယောက်ပေါင်းတဲ့ကုမ္ပဏီကနေပြီးတော့ချီးတယ်ချီးပြီးတော့ဘာလုပ်တာလဲဆိုတော့နိုင်ငံရေးအတွက်မဟုတ်ဘဲနဲ့သူကဟိုကျွန်တော်တို့ကဘာရေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်က 60H resident ကြီးပေါ့နော်အဲ့ resident ကြီးစောက်တာအဲ့စောက်တဲ့ဟာမှာသူအဲ့ပတ်စံကိုတုံးတာအဲ့ဒါယူမူလာတော့သူတို့စောက်တယ်သူတို့ပတ်စံနဲ့သူတို့စောက်နေတယ်နောက်တော့ဗန်ချင်းဝင်နဲ့စောက်တယ်ပြီးတော့ဒီအခန်းတွေကိုရောင်းတဲ့ရတဲ့ငွေတွေအဲ့ဒီငွေတွေနဲ့ပြန်ပေါင်းတယ်အဲ့ဒါတွေနဲ့အဆောက်အဦဘူကောက်လုပ်တယ်ပေါ့ဗျာဒီလိုလုပ်တယ်သူတို့ရဲ့ business ကြီးကိုလုပ်တာဆိုတော့အဲ့ဒါကြီးကစောက်တာကရွေးကောက်ပွဲမတိုင်မီတည်းကစောက်တာဒေါက်ဆန်းယူဆွဲလက်ထက်ကလေးကစတာအခုတတိအဲ့ဒါကြီးမပြီးသေးဘူးโอเคအဲ့တော့အဲ့အခန်းတွေရောင်းထားတာလည်းရှိတယ်အဲ့ဒီຢာကြီးတွေပတ်သက်အခန်းတွေရောင်းထားအဲ့ဒီအခန်းတွေကိစ္စလည်းမရှင်းရသေးဘူးအခန်းတွေလည်းမအပ်နိုင်သေးဘူးဒါလည်းအဲ့တော့ KBZ ကပတ်သက်ချီတာလည်းအမှန်ပဲဆိုတော့ KBZ ကပတ်သက် BDN 100ချီတယ်ဆိုတာ KBZ ကနိုင်ငံရေးအတွက်ချီတာမဟုတ်ဘူးလူတွေကတခါရောမှာလို့ဆိုတော့တခါရှင်းအောင်ပြောတာတော်ကြနေတိုင်း KBZ ကနိုင်ငံရေးအတွက်ချီတယ်လို့ထင်တယ်မှာဆိုလို့မဟုတ်ဘူး KBZ ကစီဝါရီသူဒီဟာဒီ resident စောက်ဖို့လည်းချီတာအဲ့တော့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးဒေါ်သက်ခိုင်ချီတဲ့သူ့ယောက်ျားနဲ့ဒေါ်သက်ခိုင်နဲ့ချီလိုက်တဲ့ငွေဒီဒီအဆောက်အဦအတွက်သူ့စီဝါရီအတွက်ချီတာဖြစ်ပြီးတော့နိုင်ငံရေးနဲ့ဘာမှမဆိုင်ဘူးသို့တော့သူရွေးကောက်ပွဲဝင်လိုက်တဲ့ခါကျတော့သူ့နာမည်ကြီးကဟိုမှာအကျွေးတင်နေတဲ့စီးရဲမှာပေါ်လာဒါလဲဆိုတိုင်ကြားသူသို့မဟုတ်ကိုယ်စားလောင်းသူနဲ့အပြိုင်ဘက်ကိုယ်စားလောင်းတွေရှိမယ်တခြားလူရှိမှာအဲ့ကိုယ်စားလောင်းတွေကတချို့တွေကဒါကိုတွေ့သွားတဲ့ခါကျဒီအချက်လက်ကြီးကငါတို့ရဲ့အတာပဲဆိုပြီးတော့ဆွဲချလို့ရတာဆိုရတာပဲဒါလည်းလုပ်လို့ရတယ်ဒါမှမဟုတ်လေကိုယ်စားလောင်းမလို့တခြားဘသူတယောက်ကဖြစ်ဖြစ်သူ့ကိုဒေါ်သက်ခိုင်ကိုမပါစေခြင်းတဲ့လူတယောက်ကရွေးကောက်ပွဲမှာဝင်မပါစေခြင်းတဲ့လူတယောက်ကမပြိုင်သင့်ဘူးလို့တို့ဘဝင်ပြိုင်တာမမြင်ခြင်းဘူးတို့တခုပေါ့ရှိတဲ့လူတယောက်ကနေပြီးရွေးချက်တခုခုနဲ့တော့ဒီသတင်းကိုစပြီးတော့ဆွတ်ထုတ်လိုက်ပုံပေါ်တယ်ပြီးတော့ပြောချင်တာတော့ဟိုဒီသတင်းကိုထုတ်တနေရာကနေထုတ်လို့လိုက်တာအရင်ဆုံးလွတ်တဲ့နေရာလဲကျွန်တော်ခံမှန်းလို့ရပါတယ်ထားပါတော့အဲ့တော့ထုတ်လိုက်ပြီးတော့ဒေါ်သက်ခိုင်မပါအောင်
တို့ဒေါ်သက်ခိုင်ကအဲ့ဟာရှင်းလို့မရတော့ဒါကြောင့်မလို့ဒေါ်သက်ခိုင်ရဲ့ဒုက္ခရကမီဒီယာတွေမှာမနေ့ပိုင်းမှာဖြေနေတာကဒီကိစ္စခဏနဲ့ပြေလည်တော့မှာပါဒါကကျွန်တော်တို့ဘုတ်ကိစ္စပြေလည်တော့မှာညှိနေပါတယ်ဘာညာပြောတယ်ဒါပေမဲ့ညှိတာမပြေလည်ဘူးထင်ပါတယ်ညနေလေးရောက်ကို UEC ကကြီးညာရေးထမှာပါလာအောင်ပါလာတော့ထွက်ပြီးသားဆင်ဆွဲပြန်ဝင်လို့ထုံးတာမရှိဘူးဖြစ်သွားပြီပေါ့နော်ဟိုထွေးပြီးသားတွေပြန်ပြိုးလို့လည်းမရတော့ဖြစ်ကုန်တယ်အဲ့တော့ဖြေလျှော့ဖို့ဆိုတာခက်သွားပြီဒေါ်သက်ခိုင်ကလာမယ့်ကျွေးကောက်မှာပါလာမှာမဟုတ်တော့ဘူးပြေကြသွားပြီအဲ့တော့သူဘီလီယာချိခဲ့တယ်ဘာကြောင့်လဲ KBZ ကသူပတ်စံချိတယ်သူအစားအုပ်တွေချိတာသို့တော့နိုင်ငံရေးနဲ့မဆိုင်ဘူးအဲ့ဒါဆိုရင်ခုပြဿနာပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံမှာအကျွေးပေါ့အကျွေးကိစ္စနဲ့ပြောလို့ဆိုရင်တော်တော်များပါတီတွေနဲ့တော်တော်များပါတီတချို့ပါတီဝင်တွေပါတီဥက္ကဋ္ဌတွေပါတီတွင်းမှုတွေပါတီစီးစီတချို့တွေကလည်းတစ်ဖက်မှာစီးပွားရေးလုပ်ကြရရှိတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ကြရလေအများကြီးရှိတယ်လိုက်ရင်တော်တော်များအကျွေးတွေမကင်းကြဘူးနော်မကင်းကြဘူးတော်တော်များမကင်းကြဘူးအဲ့တော့တချို့တွေအကျွေးတွေရှိကြတယ်အဲ့တော့ကိုယ်စီးပွားရေးလုပ်ကြတာဟုတ်စီးပွားရေးလုပ်ကြတာအကျွေးတွေရှိတယ်နဲတာများတာရှိမယ်အဲ့အကျွေးတွေမဆက်တာရှိမယ်ဆက်တာရှိမယ်အဲ့တော့ဒေါ်သက်ခိုင်နေကဘာလို့အောင်မလဲဆိုတော့ KBZ ကိုအဲ့ဘီလီယံတရားလုံးချက်ချင်းပြန်ဆက်နိုင်ခဲ့မယ်သူကိုယ်တော်လားမတင်ဘူးဆက်နိုင်ခဲ့မယ်ဆိုရင်တော့ဒီအမှုဖြစ်လာမှာမဟုတ်ဘူးသူမဆက်လည်းမဆက်နိုင်ခဲ့ဘူးတိချက်ကပြီးတော့ဟိုဓာကြီးကိုလည်းသူဘလို့ညှိရမှမသိဖြစ်နေပြီးတော့ဟိုအကျွေးစင်းထဲမှာသူတို့ဇနီးမောင်နှံစင်းထဲမှာသူနာမည်ကိုသူပြောအောင်လည်းမဖြုတ်နိုင်ဘူးသူနာမည်ပြောအောင်ဖြုတ်နိုင်ခဲ့ရင်တော့ရတယ်ဘန်နဲ့ညှိနိုင်လို့ဖြုတ်နိုင်ခဲ့ရင်တော့ရတယ်ဒါပေမဲ့ပြဿနာအချင်းကလွန်နေပြီကျွံနေပြီမီဒီယာမှာပေါ်လဲသွားပြီဆိုတော့လောကကိုင်းခတ်သွားပြီပေါ့နော်အဲ့တော့လောကကိုင်းခတ်တဲ့ဒီဖြစ်သွားတာကျွန်တော်ကအဲ့ဒါကလွန်ခဲ့တဲ့တစ်လကျော်လောက်တစ်လပေါ့နော်လွန်ခဲ့တဲ့တစ်လလောက်တည်းကကျွန်တော်ဒီအစကိုနောက်ရပါတယ်အဲ့တော့ကျွန်တော်ဟိုအစောပိုင်းနေမှာကျွန်တော်ပြောခဲ့ဘူးတာရှိလိမ့်မယ်ခါတော့မမိကြမှာချင်းတဲ့တခွန်းစာတစ်ခွန်းထည့်ပြောတယ်တချို့လူတွေအကျွေးတွေနဲ့တချို့တွေပါတီကိစ္စတွေလုပ်ပြီးတော့အကျွေးတွေနဲ့တချို့တွေဆိုရင်ဘာမှုညာမှုတွေနဲ့ကျွန်တော်ပြောခဲ့ဘူးပါတယ်အဲ့ဒါတွေကကျွန်တော်အလကားမှုအဲ့ကျွန်တော်ကပြဿနာမရှိအောင်လို့ဒါအသားလေးခဏစောင့်ပြီးတော့ရွာဖြစ်ပြီးတာပေါ့နော်တကူတော့လုံကြုံကုန်ပြီဒေါ်သက်ခိုင်နေလည်းပေါ့ရတယ်လို့ကျွန်တော်မြင်တယ်သူအစောကြီးကဒါတွေပြင်ဆင်ရမယ်ဒါတွေသူအစောကြီးကတည်းကကြိုတင်ရှင်းထားနိုင်အောင်လမ်းရှင်းရမှာပေါ့လေကိုပြေးမဲ့လမ်းပေါ်မှာရှင်းအောင်သူဖန်တီးထားသူမဖန်တီးနိုင်ခဲ့ဘူးတစ်ချိန်တည်းမှာပဲဒီကကြီးကအော်တော်နေနဲ့ဘူးပေါ်သူတို့ပေါ်လာမီဒီယာမှာပေါ်လိုက်တဲ့ခါကျတော့ UEC ကလည်းဘာမှလုပ်ပြီးလို့မရဘူးဘယ်သူမှလည်းညှိပြီးလို့မရဘူးဘန်ကလည်းတွားလုပ်ပြီးလို့မရတော့အဲ့မှာအကုန်လုံးကရှုပ်ကုန်အဲ့သူ့ကိုပြိုင်စေချင်လို့ဘန်ကရှော့ပေးလို့လည်းမရအောင်ဆိုတော့ညှိကြနိုင်ကြတဲ့ကိစ္စကလည်းဒီနေ့ရော့ရင်ဘုံထွန်းဖုတ်ကွာဆိုလက်မှတ်ထုတ်ပြီးတော့မရဘူးဒါတွေကဆိုတော့တော်တော်ခက်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ဘန်မှာဘာမှမဆိုင်ဘူးဘန်နဲ့တော့ဘာပြဿနာမှမဆိုင်ဘူးဘန်နဲ့ဘာမှနိုင်ငံရေးနဲ့ညှိစရာဘာပြဿနာမရှိဘူးဒါပေမဲ့ဒေါ်သက်ခိုင်ကလည်းနိုင်ငံရေးလုပ်ဖို့ကြည့်ရလဲမဟုတ်ဘူးဒါပေမဲ့ခုနဒီဥပဒေပုံမှန်၈ခါကြီးနဲ့ညှိကြတဲ့ခါကျတော့သွားတာပဲအဲ့လိုဖြစ်တာညက်သွားတော့အဲ့တော့လက်ရှိကိုယ်စားလောင်းနေတဲမှာလည်းတကယ်နောက်ကျောင်းနေသေးချာလိုက်ကြလို့ရှိရင်ပေါ့ဗျာပွင့်နေပြောလိုက်ကြလို့ရှိရင်ထပ်ပြုတ်နိုင်ကြီးရှိသေးတယ်နော်လိုက်ရင်ပေါ့နောက်ဆုံးမှာတော့အကုန်လျှောက်လုံနေကွာတယောက်မှမကြံဖြစ်ကုန်တော့မှာပဲဆိုတော့မျိုးနဲ့လူကြီးတွေကပေါ့ရော့ဖြေလျှော့ပြီးစဉ်းစားပေးမယ်ဆိုရင်တော့ဒါအနေအကင်းပဲတချို့တွေညှိပါဘာလို့တချို့ပါတီကိုယ်စားလောင်းနေနာမည်အကြီးဆုံးပါတီတွေစားပြီးနာမည်အသေးဆုံးပါတီတွေအထိကိုယ်ရောင်းနေမှာကိုယ်ပိုင်ကျွေးတွေအများကြီးရှိကြတယ်ကိုယ်ပိုင်ကျွေးရှိကြတယ်သူတို့နာမည်နဲ့ရှိပဲသူတို့နာမည်တိုင်းရဲ့ပေါ်နေတာရှိမယ်မပေါ်တာရှိမယ်မပေါ်တာတော့သူတို့အနေကင်းတာပေါ့နာမည်တိုင်းရဲ့ပေါ်နေတာရှိအောင်ရှိလိမ့်မယ်ဆိုတော့ဒါကြောင့်မို့လို့ခုနဒီအကုန်လုံးမှာတော့ဂျိုယာတွေရှိကြပါတယ်ဒါပေမဲ့ဒေါ်သက်ခိုင်ကတော့ဒါကန်ဆိုးသူဖြစ်သွားတာပေါ့နော်အဲဆိုသူ့အကြောင်းကဘူးပေါ်သူလို့ပေါ်ပြီးမီဒီယာမှာပေါ်လို့ရတဲ့အခါသူသွားတာထိတာပဲဆိုတော့သူ့မှာလည်းအပြစ်ရှိပါသလားမင်းသူအပြစ်ရှိတာသူပေါ့ရောက်ခဲ့တာတခုပဲကျွန်တော်မြင်တယ်သူပေါ့ရောက်ခဲ့တယ်ဆိုတာကကြုံတင်ပြီးလမ်းမရှင်းထားနိုင်ခဲ့တဲ့ပေါ့ရောက်ဘူးလို့မြင်တယ်ပြီးတော့သူ့ကိုပြန်ဖြေလျှော့ပြီးတော့ဝင်ပြိုင်မှုလုပ်ပေးတင်သလားမတင်သလားလို့မေးရင်တော့ဒါနိုင်ငံတော်ကြီးခဲ့ရဲ့ဆုံးဖြတ်ချက် UEC ရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်ပြီးတော့ခက်တာကအော်တောင်းနေဖြစ်သွားပြီကျေတာလည်းဟိုဖြစ်သွားပြီဘယ်လိုခေါ်မလဲကျေလောင်းလည်းဖြစ်သွားပြီဆိုတော့လွယ်တော့မလွယ်တော့ဘူးဒါပေမဲ့တခုတော့ရှိတာသူ့ရဲ့အရေးချင်းအလားလောက်တုံးကျင်သေးလို့ဆိုရင်တော့လာမယ့်ရွေးကောက်ပွဲပြီးလို့တက်လာမယ့်အစိုးရတဲ့ကသူ့ကိုဟိုယာရုတနေရာပေးပြီးတာဝန်ပေးတာမျိုးလုပ်ရင်လည်းရသလားဆိုဒါလည်းရနိုင်ပါတယ်သို့တော့ဘယ်လိုပဲဖြစ်ဖြစ်ဒါဟာရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတွေအတွက်အကောင်းဆုံးသောသင်ခန်းစာတစ်ခုဖြစ်သွားပြီဒေါ်သက်ခိုင်ကိုယ်တိုင်ဒီသင်ခန်းစာကိုကောင်းရသွားတယ်ဒါကြောင့်နိုင်ငံရေးဆိုတာမယူရှင်ဘူးတယောက်နဲ့တယောက်ကြောက်ရတယ်ဘယ်သူနဲ့ဒီနေ့လေဘက်ပေါင်းနေမယ်နိုင်ငံရေးကမနေ့ကမှတွန်းချရင်တွန်းချတာအဲ့ဒါအိန္ဒိယမှာလည်းရှိတယ်ဂျပန်မှာလည်းရှိတယ်ကြိုက်တဲ့နိုင်ငံပြောကိုပြိုင်ဘက်မှန်တကယ်တော့ကိုကနိုင်ချင်တဲ့ကိုပြိုင်ဘက်အားနည်းချက်အားသာချက်ကိုရှာကြတာကိုပြိုင်ဘက်ကအားကောင်းတဲ့ဟာကိုမရှာဘဲနဲ့အားနည်းချက်ကိုရှာပြီးတော့အဲ့အားနည်းချက်ကဟိုကောက်ပြီးတော့ပြဿနာဖြစ်နေဖန်တီးလိုက်တဲ့အခါနေတိုင်းထိတာမျိုးတွေကဂျပန်မှာလည်းရှိတယ်အိန္ဒိယမှာလည်းရှိတယ်ဆိုတော့ဒါနိုင်ငံရေးပါဘာမှဘယ်သူမှမုန်းစရာမလိုဒါနိုင်ငံရေးပါဆိုတော့ကိုယ်တော်တွေထဲမှာလည်းအခုလက်ရှိကျန်တဲ့ကိုယ်တော်တွေမှာလည်းဒီလိုရှိနေပါတယ်နော်တစ်ချိန်တည်းမှာဒီလိုဖြစ်နေတာရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒါလို့ဆိုရင်တချို့ကိစ္စတွေရှင်းမယ်လို့ယူဆပါတယ်အထက်ကတော့တချို့ကိစ္စတွေတော့မသိတာကောင်းပါတယ်တချို့ကိစ္စလေးကျွန်တော်တို့လည်းဟိုမသိချင်ဘူးခင်ဗျားတို့လည်းမသိချင်တာကောင်းတယ်တချို့မြုပ်နေတဲ့ဇာတ်လမ်းတွေမသိတာအကောင်းဆုံးလို့ကျွန်တော်ပြောချင်တယ်နော်နောက်တစ်ခုကတော့ဟိုဒီထက်မှာပြည်ခိုင်ဖြိုးကတော့ဇာတာပေါ့ဗျာပြည်ခိုင်ဖြိုးကတော့ဇာတာပေါ့ဘာဇာတာလဲဆိုတော့ပြည်ခိုင်ဖြိုးကမပြန်ရသေးဘူးနိုင်တာ28ဦးရှိသွားပြီကိုယ်တော်28ယောက်ကမပြိုင်ပဲနိုင်နေပြီပြည်ခိုင်ဖြိုးကမပြိုင်ပဲနဲ့နိုင်နေပြီလို့ပြောရင်ခင်ဗျားတို့အံ့အားသင့်မယ်နော်မပြိုင်ပဲနဲ့နိုင်တယ်ဆိုပြိုင်တော့မပြိုင်သေးဘူးပြည်ခိုင်ဖြိုးကနိုင်သွားတယ်ဆိုတာလေအဲ့ဒါအံ့အားသင့်စရာမကောင်းဘူးလားဘာလို့လဲဆိုတော့
အခုမှဗျာကိုယ်စားလောင်းစင်းတွေထုတ်ပြန်ပြီးလို့ပြီးအောင်ရှိသေးတယ်ဘာဖြစ်သွားလဲဆိုတော့ပြည်ခိုင်ပြောကနိုင်နေပြီ28ရောက်တဲ့ကျွန်တော်တို့သတင်းစင်းနေရတာသတင်းရောစင်းရောရတာဆိုတော့ဘာဖြစ်လို့28ရောက်နိုင်တယ်လို့ပြောနိုင်တာလဲဆိုတော့သူတို့ပြည်ခိုင်ပြောနဲ့ပြိုင်မဲ့နေရာတွေမှာကျွန်တော်သိသလောက်ပေါ့နော်ပြိုင်မဲ့နေရာတွေမှာဝင်ပြိုင်မဲ့လို့မရှိဘူးတယောက်တည်းဖြစ်နေတာပြိုင်မဲ့မရှိဘူးသူတို့နဲ့ချင်းပြိုင်မဲ့လို့တယောက်မှမရှိဘူးမရှိတော့အဲ့နေရာတွေကတော့သူတို့နိုင်သွားပြီရွေးကောက်ပွဲကျင်းပတဲ့တယောက်မှမဲမပေးလဲသူနိုင်သွားပြီရွေးကောက်ပွဲဥပဒေရပြိုင်ပွဲမရှိလို့ရှိရင်အဲ့ဒီလူကအနိုင်ပဲအဲ့တော့နိုင်သွားပြီပေါ့ဗျာပြည်ခိုင်ပြောတော့ဒါဇာတာပေါ့ဗျာနော်အဲ့တော့ကျင်ညာရဲ့စင်းအရာကြည့်လိုက်တဲ့အခါကချင်စကိုင်းရှမ်းတရင်းသာကြီးအဲ့နေရာ၄ခုကမဲဆန္ဒနဲ့28ခုတိတိမှာပြည်ခိုင်ပြောပါတီရလို့မြည်သည့်ပါတီမှဝင်ပြိုင်အဲ့တော့အဲ့28ရောက်အော်တိုဖြစ်သွားပြီအဲ့တော့ကြိုးတော် congratulation လုပ်ထားမှပေါ့နေပြီနော်အဲ့တော့ပြည်သူလူတော်အတွက်ဆိုရင်တဲ့နောင်မော်မန်စီရွှေကူစကိုင်းဆိုလို့ရှိရင်မင်းကင်းဝင်းတို့မော်လိုက်ကနေစားလင်းရေဦးတန်းတိုင်းဆိုရင်ရေပြူလောင်းလုံးရှမ်းဆိုလို့ရှိရင်မတ်မန်းနဲ့ဖဲခုံအစရှိတယ်ပေါ့ဗျာနော်ဆိုတော့အဲ့လိုမျိုးတွေဆိုတော့အတိုင်းနယ်ပြည်နယ်တွေမှာလည်းကောလင်းဝင်းတို့တမူဘူးတလင်းမော်လိုက်ကနေစားလင်းကြီးရေဦးအစရှိတဲ့နေရာတွေပေါ့နော်အဲ့လိုနေရာတွေအများကြီးပါတယ်အမျိုးသားပြည်သူလူတော်တွေမျိုးသားလူတော်တိုင်းသားလူတော်တွေနေရာတွေအကုန်လုံးရတာ28နေရာတီဒီခိုင်ပြောကရသွားပြီအဲ့တော့အဲ့28နေရာကြီးကျွန်တော်ကြည့်လိုက်တဲ့ခါကျတော့နိုင်တဲ့လူတွေနာမည်လေးကျွန်တော်တွေ့တော့ဟာလို့အစမ်းနေပါလားလို့ဟိုမှာဆိုကြပါစို့ဦးရေဒန်တန်သူကပြည်ခိုင်ပြောပါတီကနောင်မုံမြို့နေရာနေပြိုင်မှာနော်နောင်မုံမြို့နေရာပြိုင်မှာနောက်ဦးကွမ်းဆန်းသူကလည်းမန်စီရပြိုင်မှာနောက်ဦးအောင်နိုင်ရွှေကူဦးကျော်ဝင်းရွှေကူနောက်ဦးဝေလင်းထွန်းမင်းကင်းဦးကျော်လွင်ဦးကောလင်းဦးထိန်မင်းဝင်းသူဦးစိုးပိုင်ဝင်းသူဦးခမောင်လွင်တမှုနောက်ဦးအောင်မင်းကြည်ဘူးတလင်ဦးဒေါ်စနာသိန်းမော်လိုက်ဦးမြင့်စိုးဆင့်မော်လိုက်ဦးထွန်းလွင်ကနီဦးညံထွန်းကနီဦးအောင်စောဦးစားလင်းကြီးဦးစောမောင်စားလင်းကြီးဦးရဲမိုးနိုင်ရေဦးစိုးထင်အောင်ရေဦးခမောင်မြင့်ရေပြူဦးမင်းနိုင်ရေပြူဦးတင်လွင်လောင်းလုံးဦးအောင်မျိုးထွန်းတရချောင်းဦးဇော်ထွန်းဦးခန့်ကောဒေါ်ကြီးလိုင်းဖေခုံဦးဆိုင်ထွန်းလင်းမိုးတဲ့သူကတော့ SNDP ကသူကတော့ SNDP ကတယောက်ကလည်းဟိုဦးဆိုင်ဘော်ဒပါတီကတယောက်ကအော်တိုအလိုရောက်နိုင်ထားတယ်သူကလည်းဝါကလည်းတယောက်နိုင်ထားတယ်ပြိုင်တော်နိုင်ထားတာနော်ဦးမြင့်ဝင်းကြောင်မဲဒီခံပြောနော်နောက်ဦးရန်ကျော်မမန်းဦးကိမိုင်းသူလည်းနိုင်ထားတယ်သူကတော့ဟိုပဲနောက်တစ်ခုကဦးထွန်းအောင်နော်သူကတော့အာခါနော်ဒေါ် HOC ဒီခံပြောကသူလည်းနိုင်တယ်ဦးအမ်ဇော်လက်ဝအဲ့ရသူနိုင်ထားတယ်သူတို့တွေအကုန်လုံးကတော့မပြိုင်ပဲနိုင်သွားတဲ့လူတွေမပြိုင်ပဲနိုင်တဲ့လူတွေဆိုတော့ကောင်းတာပါဗျာဒီခံပြောတော့စမ်းပွင့်တာပါဇာတာတက်တာပါအဲ့လိုပဲပြောရင်းနဲ့ကျွန်တော်တို့ဒီနေ့တော့ဒီလောက်ပါပဲယူကောက်ပွဲနဲ့ပတ်သက်ရင်တော့နောက်ထပ်ပြောစရာတွေနောက်ပိုင်းပြောစရာရှိဦးမယ်ဖြစ်တယ်ဒီနေ့ဒီလောက်ပါအားလုံးပဲခွင့်သက်ရှိပါတိုင်းပြည်ကိုစေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ကိုလောဝတီပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချက်ဖက်အားပေးသမားခမများဖြစ်နေသလားဆိုတော့ပြောလေမျိုးတို့ပါလို့ပြောရင်းနဲ့ခုနိုင်ပါ